အားလုံးပဲမင်္ဂလာပါဒီနေ့ကိုရောက်ရှိလာကြတဲ့ညီကိုမောင်နှမအရောက်ချင်းစီတိုင်းကိုဖျားရှင်ကောင်းကြီးပေးပါစေဒီနေ့မှာရောက်ရှိလာခြင်းဟာနော်ဒီနေ့ကျမကိုချီးမွမ်းကိုးကွယ်ဖွင့်ရန်အတွက်ဖျားသခင်အခွင့်ပေးတော့တာရောက်ရှိလာခြင်းဖြစ်ပါတယ်ထိုအခွင့်အရေးကိုပေးတဲ့ဖျားရှင်ရဲ့နာမတော်ကပါဆက်ဆက်ပုံကြီးပါစေဆိုတော့ဒီထက်မကဘဲနဲ့ကျမတို့နော်ဒီနေရာကိုရောက်ရှိလာပြီးမှအတူတကွမိတ္တဟာယဖွဲ့ရချင်းဟာလဲဘုရားသခင်အခွင့်ပေးလို့တာဖြစ်တယ်ဒီနေ့ဒီကျမတို့လိုမျိုးပေါ့နော်အတူတကွမိတ္တဟာယဖွဲ့ပြီးမှဒီနေ့ဘုရားကိုချီးမွမ်းချင်တဲ့လူတွေလူအများကြီးရှိပါတယ်ဒါပေမဲ့သူတို့ရှိမှာနော်အမျိုးတော့အကြောင်းပြချက်အမျိုးရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့ကျမလိုမျိုးအတူတကွမိတ္တဟာယဖွဲ့ခွင့်မရတဲ့လူတွေအများကြီးရှိပါတယ်သူ့ပေမဲ့လေဒီနေ့ကျမဟာဒီနေ့ကိုရောက်ရှိလာပြီးမှဒီနေ့အတူတူကမိတ်တဟာရဖွဲ့ခွင့်ရတဲ့အတွက်ကြောင့်မလို့ဖျားရှင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဒါကြောင့်မလို့ကျမတို့ဒီနေ့အချိန်မှာနှလုံးသားအတ္တိကိုပြင်ဆင်ပြီးမှဖျားရဲ့နော်ဖျားကိုဝတ်ပြုတ်ကိုးကွယ်ကြရအောင်ဆိုပြီးမှကျမဖိတ်ခေါ်လိုတာဖြစ်ပါတယ်ဒီနေ့ကျမနှလုံးသားစိတ်နှလုံးသားပြင်ဆင်ဖို့အတွက်ကျမကျမ်းစာအနေငယ်ကိုဖတ်လိုတာဖြစ်ပါတယ်တရား50ခုမြောက်သောစာလံနော်တခန်းလုံးကိုကျွန်မအနေငယ်ဖတ်သွားမှာဖြစ်ပါတယ်အားလုံးနိုင်စင်ကျွန်မတယောက်ထေပဲဖတ်သွားမှာဖြစ်တယ်အားလုံးကြားနာခြင်းအဖြစ်ဝิญဉ်ခွင့်အားယူသွားကြရအောင်တရား50ခုမြောက်သောစာလံအခန်းငယ်1မှာအပိုင်ငယ်6တိဖြစ်ပါတယ်တန်ရှိရာဌာနတော်၌ဘုရားသခင်ကိုချီးမွမ်းကြလော့ဘုန်းတော်ထင်ရှားရာကောင်းကင်မျက်နှာချက်ပေါ်မှာချီးမွမ်းကြလော့ထူးဆန်းသောတကူတော်များကြောင့်ဖျားသခင်ကိုချီးမွမ်းကြတော့အလွန်တရာကြီးမြတ်တော်မူခြင်းရှိသည့်အတိုင်းချီးမွမ်းကြလော့တပူးမုတ်လက်ဖျားသခင်ကိုချီးမွမ်းကြလော့တယောနှင့်ဆောင်းကိုတီးလက်ချီးမွမ်းကြလော့ပတ်တာတီးလက်ကခုံလက်နှင့်ချီးမွမ်းကြလော့ကျိုးနှင့်ပြည့်စုံသောသူရိယာကိုတီးလက်နေခရာကိုမုတ်လက်ချီးမွမ်းကြလော့အတန်ကျေတော်တန်လွင်ကိုတီးလက်ချီးမွမ်းကြလော့အကြီးဆုံးသောလင်းကွင်းကိုလေဒီလက်ချီးမွမ်းကြလော့အသက်ရှိသောသူအပေါင်းတို့သည်ထာဝရဘုရားကိုချီးမွမ်းကြစေဟာလေလုယာကျွန်မဒီနေ့ဖျားရဲ့အမှုတော်ထဲမှာပါဝင်သွားကြမယ်ညီငယ်ဒီ program လေးကိုကျွန်မအနေငယ်ဖတ်ကြားသွားမှာဖြစ်ပါတယ်ဒီကျွန်မပြီးသွားလို့ရှင်တော့အစာပြုစုတောင်းပေးဖို့အတွက်ဖြစ်ပါတယ်အစာပြုစုတောင်းပေးဖို့အတွက်ကိုကြတော့ဆ iam မနေစာကိုဖိတ်ခေါ်လိုတာဖြစ်တယ်ပြီးဆ iam မနေစာပြီးသွားတဲ့တမထဲမှာပဲ Prison Worship အဖွဲ့ကဦးဆောင်သွားမှာဖြစ်တယ်ပြီးရတဲ့တခါတည်းချိန်ညာချိန်ဖြစ်တယ်ပြီးတဲ့ချိန်ကြလို့ရှင်တော့အဖွင့်သချင်းတတိခံတချင်းဖြစ်တယ်ဒီနေ့ Sunday School ကလေးတငယ်များအဖြစ်တတိခံသွားမှာဖြစ်ပါတယ်ပြီးရင်တော့အလုံငွေဆက်ကတွားမှာဖြစ်တယ်အလုံငွေဆက်ကကိုကြတော့ဆရာချန်ထန်းအဖြစ်ဆက်ကတွားမှာဖြစ်တယ်ပြီးရင်တော့တပါထဲတပင်တိုင်းတချင်းကိုဆိုတွားမှာဖြစ်တယ်ဒီဆိုတွားမှာဖြစ်တယ်တတိခံတော့မေတူကကြတော့အလွန်ဖြစ်ပါတယ်ပြီးတဲ့ချိန်ကြတော့အထူးဆူတောင်းဖြစ်ပါတယ်အထူးဆူတောင်းကိုကြတော့ဆရာဟာတမ်အဖြစ်ဦးဆောင်သွားမှာဖြစ်တယ်ပြီးရင်တော့ကျမတို့ဒီနေရာကိုရောက်ရှိလာပြီးမှကျမတို့စားငတ်နေတဲ့ဒီနေ့တေတနာတော်ကိုကျမတို့ကြားနာရမယ့်အချိန်ဖြစ်ပါတယ်တေတနာကိုကြတော့ကျမတို့လေးစားရတဲ့ဆရာအားချန်အဖြစ်ခွန်အားပေးတော်မှာဖြစ်တယ်ပြီးရင်တော့ကျမတို့အပိတ်တချင်းတပုတ်အဖြစ်ကျမတို့ဦးဆောင်ပြီးမှချီးမွမ်းတော်မှာဖြစ်တယ်ပြီးရင်တော့ကောင်းကြီးပေးခြင်းကိုဆရာဗန်ကျဲကိုငါဖြစ်ကျမတို့ကောင်းကြီးပေးခြင်းအဖြစ်ကျမတို့အစီအစဉ်ကိုရုပ်တင်သွားမှာဖြစ်ပါတယ်အခုချိန်မှာကျမတို့အစာပြုဆုတောင်းပေးဖို့အတွက်ကိုဆရာမနေစာကိုယေရှုနာမ၌ဖိတ်ခေါ်လိုတာဖြစ်ပါတယ်ဆုတောင်းကြပါစို့တရှင်တော်မူသောအဖကိုရောယေရှုတင်နဲ့ကိုရောရှေယေရှုတော်ကြောင့်ဒါကျမတို့ဒီနေရာမှာကိုရောရှင်ကြမ်းချင်းပေးကိုရောကိုပြုကိုကိုချင်းအခွင့်ပေးရရှိတဲ့အတွက်ကိုရောကိုယေရှုတင်နဲ့တရှင်တော်မူသောအဖသမီးတို့ဒီနေ့ဝပြုစီဝဲတဲ့နေရာမှာ
ကိုရရှင်ကိုရကိုချီးမွမ်းတဲ့နေရာမှာကိုရအတူပါရှိတော်မူပါသမီးတို့ရဲ့အစအလေးဆုံးတဲ့အတူပါရှိလေကိုရရှင်တန်ရှင်းသောဝိညာဉ်တော်အတူပါရှိတော်မူပါအရောက်စီတိုင်းပါဝင်မဲ့သူတယောက်စီတိုင်းအပေါ်မှာကိုရရှင်အတူပါရှိလေကိုရရှင်လာရောက်ကြတဲ့သူတယောက်စီတိုင်းအတွက်ခွန်အားဖြစ်စေတော်မှာမိကြောင်းယေရှုတော်ပေါင်းကိုချီးမွမ်းလက်ယေရှုနာမနဲ့ဆုတောင်းကြပါရဖဖျားရှင်哈利路亚！真的，我在辛苦别人偏心，那么大帮助吧噻。今天真的 worship team 里头，我们去了，就嘛别个来头，路那路就嘛，band ที่ได้เดียวมาชิโร่นาเมจิได้เบสเดียวกูที่เนี่ยมาทีมมาเป็นจะรู้สิมาเปลี่ยนยาวลายนั่นเองอายาอารมณ์ใจใส่น้ำเขาพิจารณาเข้มปูสองเปราพิจารณาฮาเลลูยาดาจ้องที่เนี่ยจะนอเลย worship มาสู่ลมยาวจะนอเลยแต่เชิงอุสองยาเรามาสู่เราบาวิพิจารณามาเทเรขามาเจ้าจ้าบ้านเนี่ยจะนอเทขมิ้นเราปูเปเราโตเรสู่เราถูกถูกว่าจะนอไทยเนี่ยเบ้เจซูเราขวบปลาสู่เลยแต่เชื่อว่าถูกถูกว่าไทยเนี่ยเบ้ยินตีสู่ใจเอาเนาะเจซูเราขวบปลาพิจารณาที่เจซูเราเป็นเล่าที่ก้าวเมียตะเลยพิจารณาก้าวจีหาอภิมาวูดีจ้ามาวูชันเลี้ยชีเรก้าวจีบิงลาพิบาร์อาเมนดาจ้าทูชันเลี้ยชีเรเจซูเราก็จะนอถูกถูกว่าชิมวยเอาอารมณ์เล็กเข้าที่ชิมวยเอาเปลี่ยนสุยาวเจซูโร่ควยพลาเจซูโร่ควยพลาฉันเลสีไปเนยสีกิโยนาอติคันสายายอเดดายลักอีเนยดายมาเจซูโร่เนเปยิมก้าวเมียเคบีก้าวเมียเคบีมันเนตาเก่าเมียดียคูเก่าเมียองมีเชนาเกมาชิมัวมีกูโรเก่าเมียเจ้ากูชิมัวเนมีเนยสินดาเจซูโร่ควยพลาเจซูโร่ควยพลาฉันเลชีไปเนยอติคันสายายเนตาไดลักอีเนยดายมาเจซูโร่เนเปยิก้าวเมียเคบีก้าวเมียเคบีมันเนตาก้าวเมียดีกูก้าวเมียองมีเชนาเกมาชิมวามีชิมวามีชิมวันแล้วเข้าดีเราชิมวันใจเอาดิคาร์จันโรถูกว่ามัตยาปิโรจันโรอัฐานโดสุเรตเชนพิอาที่เราชิมวันใจเอาจันโรพิอาที่เขียนดบาดีดาลันชิมวันไทยเดพิอาพิเตพิอาที่เขียนอัฐานโดมาดาลันซาลันเซียจีอาเปียวเรพิอาที่เขียนอัฐานโดพิอาเจ้ามาแต่ยันเนราอภิมาเย็ดตะทองเนราเทปูบิโรนิเตเดเปียวเชนะพิอาที่เขียนเนี่ยอตูชิเชฮากบาบมาเบเนียมาเนราเทพิอาที่เขียนอตูชิเชฮางาปูบิโรนิเตเดสุเรจันชาอภิดีเดเชฮาทวดลาพิเตจันอตูตุกว่าอายาปายาเล็กเข้าดีบิโรอัฐานโดสุเรเตเชนเนี่ยตูตุกว่าชิมวยเอา
ချင်းနဲ့နိုင်ကြည့်ရှင်နိုင်တာပို့ဒီလားဆုံးစားမယ်နိုင်စားမယ်ဒီချစ်တွေကိုနှလုံးသားထဲချစ်မနေမယ်တဲ့နာ 1 2 3တိုင်းပေါ်မှာနေရတော့ရအပြေကပေါင်းမှာနေရတော့ရကထားတဲ့ဆုံးလေးတာပို့ပို့ပြီးဒီလာတဲ့တာတာဆုံးတော့ဆုံးအထိုင်ပေါ်မှာနေရတော့ရအပြေကပေါင်းမှာနေရတော့ရကထားတဲ့ဆုံးလေးတာပို့ပို့ပြီးဒီလာတဲ့တာတာဆုံးလွှမ်းဆွဆုံးညမောင်းတော့ ဟာလေလုယာချင်းဝန်ထိုက်တဲ့ဖျားသခင်တာ၍ဖျားရှင်ရဲ့နာမတော်တာ၍ဘုန်းကြီးပါစေကျွန်တော်နောက်ဆုံးတစ်ချင်းတစ်ပေါ်နဲ့ကျွန်တော်ဖျားသခင်ပြန်ပြီးချင်းမွန်ရအောင်ကျွန်တော်အပေါ်မှာဘယ်သူအကောင်းမြတ်ဆုံးလဲဆိုရင်အမျိုးတွေကျွန်တော်အားကိုအားထားတဲ့သူတွေထက်အကောင်းမြတ်ဆုံးဘယ်တော့မှမစွန့်ပစ်တဲ့သူဟာကျွန်တော်တို့ယေရှုခရစ်တော်ပဲဖြစ်တယ်ဒါကြောင့်ကျွန်တော်ထိုယေရှုခရစ်ကပိုင်ဆိုင်ထားတဲ့သူတွေကမဖြစ်နိုင်ဘူးဆိုတာမရှိဘူးထိုသခင်ရှေ့အကုန်လုံးဖြစ်နိုင်တယ်ဒါကြောင့်ဘယ်လိုပြောတယ်ရှင်ကျွန်တော်ရှင်ဘောလူကဘာပြောတယ်ဆိုရင်ငါဒီခရစ်တော်အားဖြင့်ခတ်သိမ်းသောအရာတော်ကိုငါတက်ဆွမ်းနိုင်တယ်ဒီနေ့ခရစ်တော်ထဲမှာထိုအရာအလုံးကိုဖျက်တင်ကျွန်တော်ပေးထားတာဖြစ်တယ်ဒါကြောင့်မိတ်ဆွေရဲ့အထဲမှာမဖြစ်နိုင်တာမရှိဘူးမလောက်နိုင်တာမရှိဘူးဒါဟာကျွန်တော်ခွန်အားမဟုတ်ဘူးထိုခရစ်တော်အားဖြင့်ဖြစ်မှာဖြစ်တယ်ဒါကြောင့်ကျွန်တော်အကောင်းမြတ်ဆုံးယေရှုဆိုတဲ့တခြင်းနဲ့အတူတူကဖျားကိုပြန်လဲပြီးတော့ချီးမွမ်းရအောင်အချိန်တိုင်းတိုင်းအချီးမွမ်းလို့ကွယ်အကောင်းမြတ်ဆုံးယေရှုကျွန်တော်တို့တစ်ခါပြန်လဲပြီးတော့ချီးမွမ်းရအောင်မဖြစ်နိုင်တဲ့အရာမရှိဘူးဘုရားခင်ပွားထမှာအကုန်ဖြစ်နိုင်တယ်ဒါကြောင့်ကျွန်တော်တို့ကပြန်လဲပြီးတော့နှလုံးသားနဲ့ချီးမွမ်းရအောင်မဖြစ်နိုင်တော့ရများဖြစ်နိုင်တော့ချိန်တိုင်းဖြစ်စေတော့ဖယားကျွန်တော်ကိုယ်မလုံးနိုင်တော့ရများလုံးနိုင်တော့ရများမတန်နိုင်တော့ရများအဖြစ်စေတော့ဖယားကျွန်တော်ကိုယ်အားငယ်တော့သူများအားငယ်တော့သူများYeah.
Amen. Hallelujah. Ya rain ten nine ya rain long nine ya con lo si yue bai da ya thất chim nhau mê ya thất chim nhau mê cô rom nhẹ khao nhẹ chê này đai chim ngoan cô quê ya tai ten nine ya đánh trên này nè ya lê lòng này nè ya con lô xí yuê bài đá tu ya trên chim nhau mê ya trên chim nhau mê cô rôm nhé con nhé đê thì này đã chim ngoan cô quê mê cao nhé sôngสุดท้ายจังโอ้กุโรเชมพิอาเยเนกุโรกุชิมังกุกวยเรคามาเยเนจันโนลัวเตอายาเรมีอาซอชิเลเมจันโนมีโรลัวเตเนียไตมากุโรก้าวเมียเตจังเยเนเปลี่ยนเป็นโรมีสันเซบาเยเนพิอาที่เข่งก็เชมเปเลกุกวยเชงก็เทเปชิเซบาดีเนจันโนอภิญลามากุโรเทเปทุกคนเนจันโนเองเปียยามีจังดีเนยาวเสียดายเดียวสีได้ยันนลงตาเดียมากุโรตุทิเลสกาเปียโรมุบาเจซูโรปองเยตัวชิมเลยเยซูนามิสุตองจาเบสโดเปียอาเมนอารมณ์เปลี่ยนทางใจเอาบาเบพิพิธดีเนก้าจันโรลูมาส่งเด็กข้ามาจันโรก็ที่มาพูดปีปมาจันโนมินดาขณะเราเมนอดีเนโรจันโนขณะนั้นพอที่สิมโบนั่นเต็มไหมดีเนเจสุดีเนจันโรเสียหาตามเลยที่มาตัวอย่างรัศดรเกเจสุดีเนตัวเราเลยที่ฮันดาวที่แพ้ปัสตาพิเตจันโรสิมาพาวุนในเดเพราะมันเนี่ยที่เนี่ยจันโรสิเวลเราจ่าเลยโอ้เอาก็ท่าจีมาชิบูลาโลหมาเนามาจันโรชีเดเสียยอหันเถอะจันโรขณะเลยมันจะยาเป๋บ่าวเสียยอหันเถอะอารมณ์เล็กเข้าที่ปรกขณะเพ่ขอใจเอาจันโรที่ดูก็ท่าเรามัดเมียใครเราบุญเนาะตัวมัดยาใครตัวใส่ซูมาสโลนามาชีเลยสุโรจันโรที่หาดิตปะกะที่เกเอาโอเสียก้าวนักบาเลสวินดิตปะกะเราบาเบพิพิดีเต็งดอกกูจันโรดีไม่ทายากูพิอาที่เกชิมาที่เกสกัดดอมเมสุบิโรจันโรซิซินพิมาอาศิเวลเราดาพิเตคุณนำมัดยาดาจันโรดีเต็งยะเอากูท่าบ่เนาะเอากูท่าจีเพี้ยนเนี่ยสุโรว่าเพี้ยนน้องมาจันโรพ่อยวุ่นเลยชีเลยเดี๋ยวมาจันโรเย่ชีสมาไทยจันโรเสียเลยพ่อยวุ่นเทมาเทไปแม่มาเบียวเทวุ่นเนาะน้องข้ามาซาเนี่ยเป็นเนี่ยตัวเราก็ยงวุ่นทันเนี่ยสุโรเนี่ยซาเป็นเนี่ยสุมาเตียววินเพียดสุรน้องมาเบียนพิโรหัวเราเลยไหมแต่เกก้าวมีเดดีเนี่ยมาดีเราที่พิจารณาผู้สองเนี่ยทุกที่พิจารณาดีไลน์เพื่อมีท้าสู้เลยเลยเจสุที่เนี่ยดีเนี่ยเกลียเลยเลยที่มาอากาศพิมพ์ป่าวมีที่เนี่ยพิโรดีเนี่ยจันเราเสียมาจันเราพิงยัยโคเลยก็เสียมาเนี่ยเกลียเนี่ยเจสุพิโรขนาดเล่นมาเทียบเพียบเอาอารมณ์เล็กเขาตีพิโรเพ่ขอเบจเอาเจสุที่เนี่ยแกไทยเราอยากว่าบีดีเนตุโรหาที่เก็บดีเนจันโรเยอามาคันเปรตอภิดีเนกันเนี่ยซาบิโรตุโรเลยปาวินาพิเดนาวส่วนตุโรเทมาพยาธิบาเทท่าแต่เลยสุดเทเลนด้วยบ่เนาะทบยามาพิเดแต่เช่นเลยสู่มาลาโรมาดีบ่เนาะเปียวเช่นน่ะลูได้มาจันโรพยาธิเทปีท่าเรดีสวนตัดตีตะกูชีตะกูเอราพยาธิปาวุนผู้พิเดสุโรดีเนตุโรเลยเสกายนั่นเดจันโรดีไลน์เพกะพ่อยโดยมัดเมียใครโนบุเนาะเคลียร์ด้วยเนี่ยสุโรอาราเนี่ยในสายจะมาสุโรบาเวพิพิดีดขาจันโรยสิเวสมเบเชสุเอนจันโรดีดขาโรจันโรดีไม่ทายาเลยฮะยูไม่ทายามาเอาเป็นจันโรใครมาเล่นในตัวเราแม่ดีใจลายปาวุนเสกายมาเอาเป็นเนี่ยจันโรลูสุราตายนายชีเดขามาตายนายที่เทนเดียวเบลูเปียวมาแล้วเดียนเดียวแต่ไหนตลกุงิเพมาจากผู้บ่เนาะจะช่วยจารดีอาเราบิมาขนาดเนี่ยตัวชีเดตายนายสุราเปียวลูมีอามาด้วยเช่นเลยตัวยาเดสุรดีไกซ่ามาจันโรอาลุงดีไม่ตายเลี้ยมาจันโรนาเมเซนเลยเปปีโรดี
ဒီနာမည်စင်းလေးနဲ့ဆိုရင်ကျွန်တော်တို့တယောက်နဲ့တယောက်တစ်ခုဖြစ်တဲ့ခါကျရင်ပြန်လဲပြီးတော့ကျွန်တော်တို့ကြည့်ရှုဖို့ရန်တယောက်နဲ့တယောက်ဘယ်လိုပြောမလဲ contact လုပ်ဖို့အဆင်ပြေမှာဆိုတော့ဒီဥစ္စာလေးကိုကျွန်တော်တို့အစီအစဉ်ထဲမှာဆုံးဖြတ်ထားတာဖြစ်တယ်ဆိုတော့ဒီမှာနာမည်လေးတွေလည်းဒီတစ်ခါတော့တကယ်ပုံမှန်ပါဝင်မဲ့သူတွေလေးတွေကနာမည်စင်းလေးတွေလည်းယူပြီးတော့ကျွန်တော်တို့တားတဲ့ခါနာတဲ့ခါမှာဖြစ်ကျွန်တော်အတူတကွလက်တွေ့ကြမယ်တယောက်နဲ့တယောက်ဖြည့်ရှင်းကြမယ်တယောက်လူဆိုတာဝန်းနေတဲ့ခါကျရင်တယောက်တည်းဝန်းနေပူပြီးတော့ခံစားရတယ်လေဆိုတော့တကယ်ချင်းတွေနဲ့လာတဲ့ခါမှာဝန်းနေချင်းကနည်းနည်းတော့တက်တာတော့ဘောနော်အဲ့လိုမျိုးနှစ်သိချင်းဝန်းတာရဲဆိုလဲမင်္ဂလာဆောင်ရင်လဲမဟုတ်ဘူးလားဒီမှာနှစ်ယောက်တည်းပဲမင်္ဂလာဆောင်ပြီးတော့ကိုရီးယားစတိုင်နဲ့ပြန်ဘာမှအတိတ်ပဲမရှိဘူးဒီမှာပရိသတ်တွေနဲ့ဆိုတော့နည်းနည်းပူပြီးတော့မဟုတ်ဘူးလားလူတအားလှပြနေတာလဲလူတွေကြည့်ဖို့ပဲမဟုတ်လားဒီအလှပြမှာကြည့်တဲ့လူမရှိလဲတိတ်မမိုက်ဘူးပေါ့နော်ပြောချင်တာကတာရဲမှာတော့မှကိုကပရိသတ်မရှိဘာမှအတိတ်ပဲမရှိဘူးကျွန်တော်တရားဟောဆရာတော်မဒီမှာတယောက်တည်းပဲဒီပုံမှာဟောပြီးတော့ live online လို့ဖို့ကင်မရာတစ်လုံးထောင်ပြီးတော့ရိုက်ဘာပြောရမှမသိဘူးအဲ့ဒါကင်မရာကြီးကိုပဲလက်ညှိုးထိုးပြီးတော့တရားဟောတာအခက်ဆုံးအဲ့ဒါဆိုတော့လူတွေနဲ့လာစကလုံးတွေလည်းထွက်တယ်ဒီမှာဆိုရင်လူမရှိဘဲနဲ့ဟိုကိုဗစ်ကာလတုန်းကမှအဲ့ဒါကင်မရာကြီးကိုလည်းလက်တီးလက်မောင်းနဲ့တရားဟောတာအထိပ်ပဲမရှိဘူး तू ကလည်းဘာမှသိတာမဟုတ်ကင်မရာကြီးကလည်းအဲ့ဒါမလွယ်ဘူး live နဲ့အဲ့ဒါပြောနေတဲ့သူတွေကြတော့ကျွန်တော်ကဒီလိုပဲသူတို့ကိုအမှတ်ပေးတယ်အဲ့ဒီ live မှာအားရပါရတရားဟောနိုင်တဲ့အဖွဲ့ကြတော့ကျွန်တော်ကဒီလိုနာမည်ပေးထားတယ်သူတို့ကတရားဟောမင်းသားဘာနဲ့တယောက်ဆောင်ကောင်းတဲ့တရားဟောမင်းသားလို့လူမရှိဘဲနဲ့အားရပါရပြောနိုင်တာတကယ်မိုက်တယ်ပြောချင်တာကဒီနေ့ကျွန်တော်တို့ဒီအတင်းလေးအဖြစ်တင်းတဲ့တယောက်တာရဲနာရဲမှာအတူတူကလက်တွေ့ကြမယ်ဖြည့်ရှင်ကြမယ်ပြီးတော့ကျွန်တော်အဖြစ်ဒီမှာပတ်ဝန်းကျင်မှာတင်းအဖွဲ့လေးတွေအတိုင်းဝိုင်းမရှိတဲ့သူတွေကိုကျွန်တော်ဝိုင်းဝန်းဖိတ်ခေါ်ပြီးတော့ဒီနေရာလေးမှာကျွန်တော်နည်းနည်းထွေးလေးနဲ့ကျွန်တော်ကိုတယောက်တည်းပျော်ဖို့လည်းမဖြစ်ဘူးကျွန်တော်အတင်းစုလည်းပျော်ဖို့လည်းမဟုတ်ဘူးဘေးနားမှာအထီးကျန်တဲ့သူတွေလည်းမြောက်များစွာရှိတယ်သူတို့လေးတွေကိုခေါ်ပြီးမှကျွန်တော်အတူတကွတိုင်ဝန်းလေးနဲ့ဒီနေရာမှာဖျားကိုချင်းမွန်ဝတ်ပြုတ်ကိုွယ်ပြီးတော့ဒါတဲ့နေရာမှာနားတဲ့နေရာမှာတယောက်နဲ့တယောက်ဖဲမကြမယ်ဆိုတဲ့အစီအစဉ်လေးရှိတဲ့အတွက်အားလုံးကိုယ့်ရဲ့အတိမိတ်ဆွေတွေကိုလည်းခေါ်လာကြပါဒီမှာအတူတကွမိတ်ဖွဲ့ကြမယ်ကျွန်တော်ဒီမှာနာမည်လေးတွေစိမ်းလေးတွေလည်းပေးကြမယ်အဲ့ဒီခါမှာဒီနာမည်တွေခေါ်လဲနဲ့ကျွန်တော်တယောက်နောက်လိုက်ပြီးတော့ကျွန်တော် contact လုပ်လို့ရမှာဖြစ်တယ်ဆိုတော့ကိုလည်းထပ်ပြီးတော့ကြေညာချင်တာဖြစ်တယ်ဆိုတော့ဒီတစ်ပတ်ကကျွန်တော်တို့ဒီ music အဖွဲ့တွေလည်းမစုံလင်ဘူးပြီးတော့ကျွန်တော်တို့ဒီ worship အဖွဲ့တွေလည်းမစုံလင်ဘူးဒီမှာလူအများကြီးရှိတာဘာဖြစ်လို့ကျွန်တော်မတည့်ရပြီးတော့တချင်းစုခိုင်းတာလဲဆိုတော့ကျွန်တော်လည်းစဉ်းစားလို့မရအောင်နောက်ဆိုကျွန်တော်မဆိုတော့ဘူးနောက်ဆိုဒီအဖွဲ့ထဲကလာစုပေးကြပါနော်ဒီနေရာမှာတကယ်တောင်းပန်တယ်ဘာဖြစ်လို့ဆိုတော့ကိုယောဟန်ထွန်းနဲ့ဒီမှာပေါ်မှာတချင်းစုပြင်ဆင်ထားပါနော်ဆောလောပဲဆူလို့မရ worship လဲဆူရမှာဖြစ်တယ်ဆိုတော့ဒီနေရာမှာအများကြီးကျွန်တော်တို့ဖျားအတွက်ဒီနေရာပါဝင်ဆက်ကတဲ့သူတွေဒီမှာထိုင်နေဟောအပေါ်မှာထိုင်နေမနာမနေနဲ့ဒီမှာထိုင်နေဒီကင်မရာအလကားလောက်တာမဟုတ်ဘူးကျွန်တော်တို့ဒီမှာကိုယ့်အလုပ်မဟုတ်ဘဲနဲ့အလကားတက်နဲ့ကိုယ့်ရဲ့အချိန်နိုင်အတုံးပြုတ်ပြီးတော့ဖျားဆက်ကတဲ့အရာတွေအလုံးဟာဖျားကတကယ်ပဲကျွန်တော်ကိုလဆာပေးတာဖြစ်တယ်ဟာလေလုယာဒီနေ့ကျွန်တော်အခုထိကျွန်တော်အမှုတော်ဆောင်တာလဆာမယူလဆာတစ်ခါမှမယူခဲ့ဘူးဆိုတော့လဆာမယူပဲမဲ့တလကျွန်တော်တနေ့ချုပ်တဲ့ခါမှာတနေ့မှာတင်း100ကျော်150နီးပါးလောက်အမြဲတမ်းဝင်ဘဲဝင်ငွေလေဆိုတော့ကျွန်တော်နားမလဲဘူးကျွန်တော်ပြောချင်တာကဘယ်သူစီမှအလှငွေလည်းမယူဘူးဘယ်သူရှာလဲလဆာမယူဘဲနဲ့ဆက်ကပ်ပဲမဲ့ကျွန်တော်ကိုတက်ရဲ့အုပ်ချုပ်တာကဖျားသခင်ကတက်ရဲ့ကျွန်တော်ကိုအုပ်ချုပ်ထားတာဖြစ်တယ်ဆိုတော့ဖျားမျက်နှာကိုကြည့်ပြီးတော့ကျွန်တော်အလုံးလုံးရင်ဘယ်တော့မှဖျားသခင်အလကားမထားဘူးအမေရိကန်မှာဆိုရင်တော့သူတို့က bonus ဆိုတာရှိတယ်အချိန်ပူဆိုတာရှိတယ်အချိန်ပူတဲ့ခါကျရင်သူတို့ overtime လည်းလုပ်တယ်အဲ့ဒါလောက်အခါကပုံမှန်15ချက်ရကြတဲ့အဖွဲ့တွေကိုအဲ့ဒီအချိန်ပူဆိုတော့30အဲ့လိုမျိုးဒါမှမဟုတ်20ကျော်အဲ့လိုမျိုးလည်းရထားတာလူကတောင်မှ bonus ပေးတတ်တာပဲမဟုတ်ဘူးလားဖျားသခင်ကတော့ပူပြီးတော့ကျွန်တော်ရဲ့လောက်အခါကိုအလကားနဲ့အတုံးမပြုတ်တဲ့ဖျားဖြစ်တဲ့အတွက်ကြောင့်အားလုံးဆက်ကကြပါဝင်ကြပါဖျားကြောင့်ထဲမှာပါဝင်တဲ့ဆက်ကမဲ့နေရာတွေအများရှိတယ်နောက်မှကျွန်တော်ပြောမယ်ဆိုတော့တကယ်ဂျေဇုတင်နေဆိုတော့ဂျေဇုတင်စကားပြောရင်လည်းကျွန်တော်ပြောညီကုန်းချုပ်ချင်းပါတယ်ဆိုတော့ဒီချိန်မှာဆိုရင်ကျွန်တော်ကျွန်တော်ဒီ Sunday School ဖွဲ့ကနေ action ဆောင်ပေါ်တော့အကအဖြစ်ဖျားသခင်ကိုချီးမွမ်းကိုးကွယ်ကြမှာဖြစ်တယ်ကျွန်တော်အားလုံးလက်ခောက်တီးပြီးတော့ဖိတ်ခေါ်ကြရအောင်
ကျွန်တော်ဆရာချန်ထန်းမရှိတဲ့အတွက်ကျွန်တော်အလှငွေကောက်ခမေပေးမဲ့တမီးနှစ်ယောက်ထွက်လာပြီးတော့ဆရာထွန်းစုကူကအလှငွေအတွက်ဆူတောင်းဆက်ကပ်ပေးမှာဖြစ်တယ်စက္ကစရအောင်တန်ရှင်ပြမြတ်ဆုံးလေတော်မူသောကောင်းကင်ဘုရားရှင်ထောက်တော်ဖျားအဖယနေ့ထိတိုင်အောင်ခရစ်ရှင်ဖျားသခင်၏ကောင်းခြင်းနှင့်မင်္ဂလာတွေသားသမီးတို့အတွက်လုံလောက်ရှိပါ၏အဖဖျားရှင်ကိုရောဒီကနေ့ဒီမှာရောက်ရှိလာကြသောခရစ်ရှင်ဖဖျားသခင်၏သားသမီးဖြစ်ကြသောယုံကြည်သူသားသမီးရောက်ရှိတဲ့တို့၏ဘေးကဲလူတန်းကြသောအလူငုံပန်နာကိုခရစ်ရှင်ဖျားသခင်၏နိုင်ငံတော်အတွက်ဖြစ်စေတော်မူပါခရစ်ရှင်ဖျားသခင်၏ကောင်းကင်ပဏိပါတကားကိုဖွင့်ဟာတဲ့ယနေ့ပေကန်းလူတန်းကြသောယုံကြည်သူသားသမီးရောက်ရှိတဲ့ပုံမှာထက်လောက်ခရစ်ရှင်ဖျားသခင်ကောင်းခြင်းမင်္ဂလာပေးသနာတော်မူပါခရစ်ရှင်ဖျားသခင်အသုံးပြုတော်မူပါအကြောင်းတပါးသောကေတင်ပန်ရှင်နာဇရက်မြတ်သခင်ယေရှုခရစ်တော်နာမတော်မြတ်ကိုမြည်ပြုတဲ့ရှုတောင်းစကဲအနက်ပါမြတ်တော်ရှင်ဖျားသခင်အာမင်
အခုချိန်ကကြတော့ကျမတို့အထူးဆုတောင်းရမယ့်အချိန်ဖြစ်တယ်ပေါ့နော်ဆိုတော့အထူးဆုတောင်းပေးဖို့ကြတော့ဆရာဟာတမ်းဖြစ်ပါတယ်ဆိုတော့ကျမတို့ဒီအထူးဆုတောင်းပေးဖို့ပေါ့နော်ကျမတို့အနေငယ်ဆုတောင်းခံချက်များကိုလည်းတင်ပြချင်တာဖြစ်ပါတယ်ဆိုတော့ပထမဆုံးကကျမတို့ကအခုချိန်မှာနိုင်ငံတော်တည်ငြိမ်အေးချမ်းဖို့ကျမတို့ဆုတောင်းဖို့အတွက်ဖြစ်ပါတယ်ပြီးတဲ့အခါကျတော့ဒုတိယတစ်ခုကကြတော့ကျမတို့ဒီအတင်းတော်ထဲကနေပေါ့နော်ဆရာချမ်းတို့ဒီဥဆောင်ပြီးမှကျမတို့ဒီတနင်္ဂနွေနေ့မှာပေါ့နော်ဒီ10နာရီ12နာရီဒီဖျားကြောင်းပြီးသွားတာနဲ့ဒီ2နာရီကြားထဲမှာထောင်တဒနာလှုပ်ဆောင်နေတဲ့အရာရှိပါတယ်ဆိုတဲ့ခါကျတော့ထောင်တဒနာအတွက်လည်းကျမတို့ဆုတောင်းကူညီပေးဖို့အတွက်ဖြစ်ပါတယ်ပြီးတဲ့ခါကျတော့အတင်းတော် missionary အတင်းတော်ထဲကနေ missionary တွေဆဲလွတ်ထားတာရှိပါတယ်အတင်းတော်ဒီ mission နေရာကတော့3နေရာဖြစ်ပါတယ်ဒီ sky တိုင်းမကွေးတဲ့တိုင်းဖက်မှာဖြစ်တယ်ဒီအတင်းတော် missionary တွေအတွက်နဲ့တူတကွာဒီအတင်းတော်ထဲကနေဆဲလွတ်ထားဒီ mission နေရာတွေအတွက်ကျမတို့ဆုတောင်းဖို့အတွက်ဖြစ်ပါတယ်ပြီးတဲ့ခါကျတော့ကျမတို့ပေါ့နော်ဒီအစီအစဉ်ကကျတော့ဆရာပြောတာကပြီးခဲ့တဲ့နှစ်ထဲကကိုဗာလဲအစာပြုတ်ခဲ့တာဖြစ်တယ်ဒါပေမဲ့ကိုဗစ်ကြောင့်မလို့အကြောင်းမျိုးကြောင့်ပေါ့နော်ကျမတို့ရန်နာခဲ့တာဖြစ်တယ်တဲ့ဒီဆိုတော့ဒီအစီအစဉ်ပြန်ပြီးမှကျမတို့ပြုတ်ကိုခဲ့တာကတလလောက်ရှိပြီပေါ့နော်ဆိုတော့ဒီအစီအစဉ်ကလည်းနော်ရွေးချက်ကတော့အရန်ကောင်းတာဖြစ်တယ်တကယ်ပဲဒီကျမတို့ကဘာဖြစ်တယ်လဲဆိုလို့ရှင်တော့နော်လူတိုင်းကဖះเจ้าတွေကိုလာပြီးဆိုတာနဲ့ဆိုပြီးဆိုလို့ရှင်တော့တချို့တွေကကြတော့ထင်တာပေါ့နော်ကေတင်ချင်းရပြီးသားလာတယ်လို့ကျမတို့ထင်တတ်ကြတယ်ဒါပေမဲ့တချို့တွေကကြတော့ကိုယုံကြည်စိတ်ချမှုမရှိဘဲနဲ့ပေါ့နော်ဘုရားကိုကူးကွယ်ခြင်းလို့လာတဲ့လူတွေရှိပါတယ်နော်ဆိုတဲ့အခါကျတော့ဒီအစီအစဉ်ထဲမှာနော်ဘုရားရဲ့နှုတ်ကပတ်တော်ကိုနာခံရင်းနဲ့ဒီနေ့တကယ်မိမိရဲ့ကေတင်စိတ်ချမှုမရတဲ့သူတွေပေါ့နော်ဒီထက်မကဘဲနဲ့ဘာဖြစ်လဲဆိုရှင်တော့ပျောက်ဆုံးတဲ့ဝိညာဉ်တွေကိုဖန်ဆုပ်နိုင်တဲ့နော်ဖျားစီခေါ်ဆောင်ပေးနိုင်တဲ့အစီအစဉ်ဖြစ်စေဖို့အတွက်ဖျားရဲ့ပုံတော်ကိုထင်ရှားစေတဲ့အစီအစဉ်ဖြစ်စေဖို့အတွက်ကျမတို့ဆုတောင်းပေးဖို့အတွက်ဖြစ်ပါတယ်ပြီးတဲ့ခါကျတော့ကျမတို့ဒီအထူးဆုတောင်းပြီးသွားလို့ရှင်တော့ကျမတို့ဂျာနာရမယ်တဒနာအတွက်လည်းတေဒနာတော်အတွက်လည်းကျမတို့ဆုတောင်းရမှာဖြစ်တယ်တေဒနာဆရာအတွက်လည်းဆုတောင်းကိုပဲဖို့အတွက်ဖြစ်ပါတယ်ဆိုတဲ့အခါကျတော့အခုအထူးဆုတောင်းပေးအစီအစဉ်ဖြစ်တယ်လို့ဆရာအာဒမ်ကိုယေရှုနာမနဲ့ဖိတ်ခေါ်တာဖြစ်ပါတယ်အားလုံးဆုတောင်းရအောင်ဟာလေလုယာဟာလေလုယာဟာလေလုယာအသက်ရှိကြီးမြတ်တော်မူသောဖဖျားသခင်ကိုရောပြုတော်မူသောယေရှုတော်လုံးစုံကိုဥစွာကြီးအတွက်ချီးမွမ်းပါတယ်ဒီနေ့ရက်ဒီသခင်ဖျားရဲ့နေ့ရက်ဖြစ်တဲ့အတွက်ယေရှုတော်ဒီသားသမီးတို့အတွက်လုံလောက်ကြောင်းကိုဒီနေ့ဝန်ခံကြပါတယ်ယေရှုရှင်ဖဖျားသခင်ဒီနေ့ဒီနေရာမှာဤကဲ့သို့မြမအစီအစဉ်အားဖြင့်ပြန်လည်ပြီးတော့မှမိသားရဖွဲ့နိုင်ရတဲ့အခွင့်ကိုရောပြင်ဆင်ပေးသောယေရှုတော်ကိုလည်းချီးမွမ်းပါတယ်ဒီအချိန်ဟာကိုရောရှင်ဖဖျားသခင်သားသမီးတို့မြန်မာနိုင်ငံကြီးဒီကပ်ပေးစစ်ပေးနဲ့မငြိမ်မသက်ဖြစ်နေတဲ့အချိန်ဖြစ်ပါတယ်ကိုရောရှင်ဖဖျားသခင်ဒါကြောင့်ကိုရောရှင်ဖဖျားဒီနေ့မြန်မာနိုင်ငံကြီးအတွက်လည်းအထူးအောက်မေ့တရိယာနဲ့ဆုတောင်းလိုပါတယ်ကိုရောရှင်ဖဖျားသခင်ဆက်လက်ပြီးတော့မြန်မာနိုင်ငံကြီးကိုကောင်းကြီးပေးတော်မူပါဒီယောဂကပ်ပေးကနေအကောင်းဆုံးလွယ်မြောက်ပြီးတော့ကျမ်းမာသောနိုင်ငံတော်ကြီးဖြစ်စေဖို့လို့ငါကိုရောရှင်ဖဖျားသခင်ကောင်းကြီးပေးတော်မူပါယေရှုရှင်ဖဖျားသခင်တာတယ်မကသေးပါဘူးဒီနေ့တိုင်းနဲ့ပြည်နယ်အသီးသီးမှာဖြစ်ပွားနေတဲ့စစ်မှတ်များအတွက်လည်းကိုရောရှင်ဖဖျားရဲ့လက်တော်ထဲကိုအနှံပါတယ်ကိုရောရှင်ဖဖျားသခင်အခုချိန်မှာမြန်မာနိုင်ငံကြီးဟာစစ်ဘေးအဖြစ်ဒုက္ခရောက်နေတဲ့သူအများကြီးရှိပါတယ်ကိုရောရှင်ဖဖျားဒီမြန်မာနိုင်ငံကြီးကိုစစ်ဘေးကနေအများဆုံးလွတ်မြောက်နိုင်ဖို့ရန်ကိုရောကောင်းကြီးပေးတော်မူပါလက်နဲ့အဖြစ်ဒီနေ့ဒီချိန်ခါမှာငြိမ်းချမ်းရေးကိုရှာဖွေကြတာဖြစ်လို့ဤကဲ့သို့စစ်မီးတောက်လောင်နေရတာဖြစ်ပါတယ်ဒါကြောင့်မလို့အဖက်ဖက်ကတာဝန်ရှိတဲ့ပုဂ္ဂိုလ်အသီးတို့ဒီဤလက်နဲ့ကင်ပြီးတော့ငြိမ်းချမ်းရေးကနေတဆင့်စပွဲဝိုင်းမှာနိုင်ငံရေးဆွေးနွေးပြီးတော့အများဆုံးငြိမ်းချမ်းသောနိုင်ငံကြီးဖြစ်စေဖို့ကိုရောကောင်းကြီးပေးတော်မူပါဒီမြန်မာနိုင်ငံကြီးဒီစစ်ဘေးကနေအကောင်းဆုံးလွယ်မြောက်ပြီးတော့မှအေးချမ်းသောနိုင်ငံကြီးဖြစ်စေဖို့ကိုရောကောင်းကြီးပေးတော်မူပါဒီနေ့တိုင်းပြည်နယ်အရရအသီးသီးမှာရှိနေကြတဲ့စစ်ဘေးရှောင်ဒုက္ခတဲ့အရောက်စီတိုင်းတို့အတွက်လည်းဆုတောင်းဆက်ကပ်လိုပါတယ်
ကိုရရှင်ဖဖျားသခင်တချို့သောသူတို့ဟာအိမ်မရှိတော့ပါဘူးတချို့သောသူများဟာကိုရရှင်ဖဖျားသခင်စားစရာအခက်ခဲနေစရာအခက်ခဲအမျိုးမျိုးရှိကြတာဖြစ်ပါတယ်ဒီနေ့ကိုရရှင်ဖဖျားထိုသူတို့အတွက်ဒီနေ့သားသမီးတို့ဆုတောင်းတဲ့အတန်ကိုရရှင်ဖဖျားသခင်နားညောင်းတော်မူပါကိုရောသူတို့ရှိတဲ့နေရာအသီးသီးမှာကိုရရှင်ဖဖျားသခင်ကောင်းချီးပေးတော်မူပါကိုရောချင်းနေမှတ်တကြားထဲမှာသူတို့နေရတာဖြစ်ပါတယ်ဒါကြောင့်ကိုရရှင်ဖဖျားသခင်သူတို့ကိုလည်းကြားမှချင်းပေးတော်မူပါအကောင်းဆုံးတိုင်းပြည်ငြိမ်းချမ်းပြီးတော့မိမိတိုင်းပြည်နဲ့မိမိအိမ်အသီးသီးမှာငြိမ်းချမ်းစွာနဲ့နေနိုင်ဖို့ရန်အတွက်ကိုရရှင်ဖဖျားသခင်ဒီနေ့ငြိမ်းချမ်းရေးအတွက်လှုပ်ဖို့ဆောင်ရွက်နေကြတဲ့ပုဂ္ဂိုလ်အသီးသီးတို့ကိုလည်းယေရှုနာမနဲ့ကောင်းချီးပေးပါတယ်အဖမြန်မာနိုင်ငံကိုကောင်းချီးပေးတော်မူပါငြိမ်းချမ်းသောနိုင်ငံကြီးဖြစ်စေတော်မူပါယေရှုရှင်ဖဖျားသခင်ဒါတမကသေးပါဘူးဒီနေ့ကိုရရှင်ဖဖျားသခင်ဒီနေ့ဆရာအချမ်းတို့ဥဆောင်ပြီးတော့မှဒီထောင်သာသနာအတွက်သူတို့ပြုလုပ်နေတဲ့အရာတွေရှိပါတယ်ကိုရရှင်ဖဖျားသခင်သူတို့စိတ်တက်ကြနေတဲ့အချိန်မှာကိုရရဲ့နှုတ်ကပတ်တော်ဒီသူတို့အတွက်ခွန်အားဖြစ်စေပါကိုရရဲ့နှုတ်ကပတ်တော်ဒီသူတို့အတွက်အလင်းဖြစ်စေပြီးတော့ကိုရရှင်ဖဖျားသူတို့ရဲ့အသက်တာမှာတကယ်ပဲအဖဖျားသခင်ဒီမိမိဘဝအတွက်အာမခံချက်ပေးတော်ဖျားအဖဖျားသခင်ဒီမိမိဘဝအတွက်ကယ်တင်ရှင်ဖြစ်ကြောင်းကိုသိရှိနားလည်ပြီးတော့မိမိရဲ့ဘဝအသက်တာမှာစစ်မှန်တဲ့ကယ်တင်ရှင်ကိုရရှိနိုင်တော်သူများဖြစ်စေဖို့လိုအောင်ကိုရောကောင်းချီးပေးတော်မူပါဒီသာသနာကိုလှုပ်ဆောင်နေကြတဲ့ဆရာအချမ်းတို့ကိုလည်းယေရှုနာမနဲ့ကောင်းချီးပေးတော်မူပါတယ်ကိုရောအဖက်ဖက်မှလိုအပ်တဲ့အရာအားလုံးကိုကိုရောရှင်ဖဖျားသခင်ကောင်းချီးပေးတော်မူပါအဖက်ဖက်လိုအပ်တဲ့အရာအားလုံးကိုကိုရောရှင်ဖဖျားသခင်တာဝန်ယူပေးတော်မူပါယေရှုတင်ပါတယ်ဒီနေ့ဒီအသင်းတော်ကနေပြီးတော့မှကိုရောရဲ့သာသနာလုပ်ငန်းအတွက်သူတို့ဆက်ကပ်ထားတာ၃နေရာရှိပါတယ်ကိုရောရှင်ဖဖျားသခင်အသင်းတော်ဒီကိုရောရှင်ဖဖျားဤကဲ့သို့သာသနာပြုခြင်းလုပ်ငန်းမှာစိတ်အားထက်သန်စွာနဲ့ဒီနေ့၃နေရာအတွက်သူတို့ဆက်ကပ်ထားတာဖြစ်ပါတယ်ကိုရောရဲ့နှုတ်ကပတ်တော်ထဲမှာကိုရောပြင်ဆင်ခိုင်းထားတဲ့ကြီးမားတဲ့မဟာစေခိုင်းချက်ဒီသာသနာပြုခြင်းလုပ်ငန်းဖြစ်ပါတယ်ဒါကြောင့်ကိုရောဤဂတိတော်ကိုရောဤစကားကိုနာခံလက်ဤကဲ့သို့သာသနာပြုခြင်းလုပ်ငန်းမှာလှုပ်ဆောင်နေတဲ့ဤအသင်းတော်ကိုယေရှုနာမနဲ့ကောင်းချီးပေးတော်မူပါဒီနေ့ကိုရောရှင်ဖဖျားသခင်ဒီသာသနာလုပ်ငန်းအတွက်သူတို့အခက်အခဲတွေရှိမှဖြစ်ပါတယ်သာသနာပြုဆရာမအစ၍ mission field ကိုရရှင်ဖဖျားသခင်လိုအပ်တဲ့ငွေရေးကြီးရေးပိုင်းဆိုင်ရာအစကိုရရှင်ဖဖျားဒီအသင်းတော်ဒီဤလုပ်ငန်းကိုနာမည်ရခြင်းလို့လုပ်တာမဟုတ်ဘူးကိုရရှင်ဖဖျားခိုင်းထားတဲ့အရာဖြစ်လို့ကိုရရှင်ဖဖျားမဟာစီခိုင်းချက်ဖြစ်လို့ဒီအရာကိုလုပ်တာဖြစ်ပါတယ်သူတို့အတွက်အသင်းတော်အတွက်အကျိုးကြီးစီးပွားအတွက်မဟုတ်ဘူးဒါကြောင့်ကိုရရှင်ဖဖျားရဲ့နိုင်ငံတော်အတွက်အလုပ်လုပ်တာဖြစ်လို့လိုအပ်တဲ့အရာအားလုံးကိုကိုရောကောင်းချီးပေးတော်မူပါသာသနာပြုဆရာမစ၍သာသနာကွန်းကြောထောင်နောက်ကဖြစ်တဲ့အသင်းသူအသင်းသားအားလုံးကိုကိုရရှင်ဖဖျားသခင်ကောင်းချီးပေးပြီးတော့ဤ၃နေရာမှာအသီးသီးတို့ဒီကိုရရှင်ဖဖျား၏အသင်းတော်ကိုတီထောင်နိုင်သောသာသနာကွန်းဖြစ်စေဖို့လုံငါကိုရရှင်ဖဖျားသခင်ကောင်းချီးပေးတော်မူပါယေရှုရှင်ဖဖျားသခင်ဒီနေ့ဤကဲ့သို့ကိုရရှင်ဖဖျားသခင်မြန်မာနိုင်ငံမှာလည်းလူမျိုးအမျိုးမျိုးရှိတာဖြစ်ပါတယ်ဒါကြောင့်မလို့ဘာသာစကားအမျိုးမျိုးရှိလာတဲ့အခါမှာဒီနေ့ဒီနေရာမှာဤကဲ့သို့တပတ်မှတစ်ချိန်မြန်မာအစီအစဉ်အားဖြင့်မိတ္တဟာယပြုလုပ်တဲ့အချိန်နာရီဖြစ်ပါတယ်ကိုရရှင်ဖဖျားသခင်ဤအချိန်နာရီကိုကောင်းချီးပေးတော်မူပါကိုရောအဓိကလူဦးရေနေတာများတာမဟုတ်ပါဘူးစိတ်နှလုံးအကျွမ်းမဲ့နဲ့ကိုရရှင်ဖဖျားကိုကိုးကွယ်ခြင်းသာတဲ့အဓိကဖြစ်ပါတယ်ဒါကြောင့်မလို့ဒီမှာဆက်ကပ်ကြတဲ့ကိုရရှင်ဖဖျားသခင်အသားသမီးအရောက်စီတိုင်းကိုယေရှုနာမနဲ့ကောင်းချီးပေးပါတယ် worship ဦးထောင်တဲ့သူတွေမှစ၍ဘယ်နဲ့အဖွဲ့များအဖက်ဖက်ဆက်ကပ်ကြတဲ့သူအရောက်စီတိုင်းရဲ့အသက်တာကိုကိုရလက်တော်ထက်ကိုအနံ့ပါတယ်ကိုရရှင်ဖဖျားသခင်မိမိရဲ့အမှုအရာကိုဆောင်ရွက်တဲ့ကိုရရှင်ဖဖျားရဲ့သာသနာလုပ်ငန်းမှာပါဝင်ဆက်ကပ်နိုင်တဲ့သူအသီးသီးဖြစ်စေဖို့လုံငါယေရှုနာမနဲ့ကောင်းချီးပေးပါတယ်ဧကဲ့သို့အမှုဆောင်တဲ့အချိန်မှာကိုရရှင်ဖဖျားသခင်လူအမြင်အဖြစ်ဘာလက်ဆောင်ဘာမှရရှိမှာမဟုတ်ပါဘူးသို့တော်လည်းကိုရရှင်ဖဖျားရဲ့အမှုတော်ကိုဆောင်တာဖြစ်လို့ကိုရရှင်ဖဖျားသခင်တာဝန်ယူမယ်ဆိုတာသားသမီးတို့ယုံကြည်ပါတယ်ကိုရရှင်ဖဖျားသခင်ဆက်လက်ပြီးတော့ဒီမှာဆက်ကပ်ကြတဲ့ပါဝင်ကြတဲ့အသီးသီးသားသမီးအသီးသီးကိုတို့ရဲ့အိမ်ထောင်မိသားစုတို့ရဲ့လုပ်ငန်းများကိုရရှင်ဖဖျားသခင်ကောင်းချီးပေးတော်မူပါကိုရရှင်ဖဖျားအုပ်စိုးပေးတော်မူပါယေရှုတင်တဲ့ဖဖျားသခင်ဒီနေ့မှာလည်းကိုရောပြန်လဲပြီးတော့အထံတော်မှာတိုးဝင်ချင်းကပ်ပြီးတော့ဤကဲ့သို့ဆူတောင်းခြင်းပေးလူခြင်းနှုတ်ကပတ်တော်ကြားနာခြင်းမှာပါဝင်နိုင်ရတဲ့အခွင့်ပြင်ဆင်ပေးတော်ကြောင့်ယေရှုတင်တယ်ဒီနေ့ကိုရရှင်ဖဖျားရဲ့ကောင်းမြတ်ခြင်းကိုတက်တည်ခံမဲ့ကိုရောရဲ့တာကြီးရှာအချာနှုတ်ရှာပါးကိုယေရှုနာမနဲ့ပိတ်သိပ်ပေးပါတယ်လူအကြောင်းကိုပြောမှာမဟုတ်ပါဘူးဒီနေ့အသက်ရှင်တဲ့ထာဝရရဲ့ဖခင်ရဲ့အကြောင်းကိုပြောမှာဖြစ်လို့လူညံလူအုံနှောက်လူအတွေးခေါ်နဲ့ပြောဆိုလို့မရပါဘူးဒါကြောင့်မလို့တန်ရှင်တော်ဝိညာဉ်တော်ဒီသူ့ရဲ့နှုတ်ရှာပါးကိုကူညီတော်မူပါ
但ရှင်တော်ဝိညာဉ်တော်သည်သူ့ရဲ့အတွင်းနှလုံးသားကိုမဆတော်မူပါဒီနေ့နှုတ်ကပတ်တော်သည်အသက်ရှင်သောနှုတ်ကပတ်တော်ဖြစ်လက်ဂျာနာတော်သူဝိညာဉ်သက်သိခံတော်သူအရောက်စီတိုင်းအသက်တာမှာအသစ်တော်ခွင့်အားနဲ့ပြည့်စည်တဲ့နှုတ်ကပတ်တော်ဖြစ်စီတော်မူပါဒီနေ့သားသမီးတို့ပြုလုပ်တဲ့အမှုအရာတစ်ခုစီတိုင်းကိုလည်းကိုရောလက်တော်ထက်ကိုအနှံ့ပါတယ်ဒီနေ့ပြုလုပ်တဲ့အချိန်သားကြီးသားသမီးတို့အမှုအရာအသက်တာအားလုံးကိုလက်တော်ထက်မှာအနှံ့ပါတယ်ဘုံတော်အတွက်ဖြစ်စီတော်မူမှာအကြောင်းအသက်ရှင်သောခရစ်တော်ယေရှုနာမကိုပြုဆုတောင်းဆက်ကပ်ကြမြတ်တာရှင်ဖခင်သခင်အာမင်ပါဝင်ဆက်ကတဲ့သူအယုတ်စေတိုင်းပုံမှာထိုးပဲကျေးဇူးတင်နေဆိုတော့ကျွန်တော်ဒီတစ်ပတ်ကနည်းနည်းအစင်မပြေလို့အရင်စနေနေ့အစည်းအဝေးမှာမပါဝင်တဲ့သူတွေရှိတဲ့အတွက်ကျွန်တော်တင်းလူကြီးတွေမဆုံတဲ့အတွက်နောက်ပတ်ဒီအချိန်မှာကျွန်တော်ဒီဝပြုစည်းဝေးစီစဉ်ချိန်မှာကျွန်တော်ဆူတောင်းဆက်ကပေးမှာဖြစ်တယ်ဆိုတော့အဲ့ဒီနေ့ကျရင်ကျွန်တော်အတင်းလူကြီးတွေကျွန်တော်ရွေးကောက်ထားတဲ့12ယောက်တပည့်တော်12ပါးရှိတယ်လို့12ယောက်ကျွန်တော်ရွေးထားတယ်ဒီရှိဆုံးမှာထိုင်းနဲ့ကျွန်တော်တိတော့ကျွန်တော်အရာရှိလဲပါတယ်ကျွန်တော်နောက်ကကိုနေဦးကဆမလာတဲ့ကိုထွန်းစုလဲပါတယ်ဆိုတော့ကျွန်တော်ဖုန်းနဲ့လာတာမောက်စာနဲ့ပြန်ပြီးတော့ကျွန်တော်ဆက်သွယ်လိုက်မယ်လာမဲ့အချိန်ကျရင်ကျွန်တော်ဒီလိုမျိုးချိန်မှာဒီမှာကျွန်တော်ဆူတောင်းဆက်ကပ်ပေးဖို့ရန်အတွက်မပြတ်မကွက်နောက်တစ်ပတ်ကြတော့လာခဲ့ကြပါအကိုမင်းတို့ဒီကိုယောဟန်ထွန်းပြီးတော့ကျွန်တော်အားလုံးအသိပြီးသားဖြစ်ပါလိမ့်မယ်အဲ့ဒါကိုကျွန်တော်နောက်ပတ်ဒီချိန်မှာကျွန်တော်ဒီနေရာမှာတူတကွဆူတောင်းပေးမှာဖြစ်တယ်ဒီနေ့ကျွန်တော်ရွေးချယ်ထားတာကလူအနေနဲ့ရွေးချယ်တယ်လို့ဖြစ်တယ်ဒါပေမဲ့ဖျားသခင်ရဲ့နာမအဖြစ်ကျွန်တော်ဘယ်သိပေးထားတဲ့သူတွေဆိုတော့ဖျားသခင်ရွေးချယ်ထားတယ်လို့လည်းပြောလို့ရတယ်ဆိုတော့ဒီအရာဟာကျွန်တော်လောက်နိုင်လို့တော်လို့တက်လို့မဟုတ်ဘဲနဲ့ကျွန်တော်ရွေးလို့ကျွန်တော်ပါဝင်မှာဖြစ်တယ်ဖျားကပဲကျွန်တော်ကိုလမ်းပြဥဆောင်ပေးမှာဖြစ်တယ်ဆိုတော့ဒီနေရာမှာအားလုံးကျွန်တော်နောက်ပတ်ကြရင်မပြတ်မကွက်ဒီနေရာမှာဆူတောင်းပေးဖို့ကျွန်တော်အချိန်တိုင်းပြင်ဆင်ပေးမှာဖြစ်တယ်ကျွန်တော်ဘာသာရေးမှုကလည်းနောက်ပတ်ကြတော့နည်းနည်းပပအစားတော့မုံလဲပါလဲပါဝေပေးရမယ်ထင်တယ်နော်ဒီမှာအခမ်းဖို့ရန်အတွက်လည်းပြင်ဆင်ထားကြပါဆိုတော့ဒီနေ့ကျွန်တော်ဘာအကြောင်းဝင်ဟောဖို့ပြင်ဆင်ထားတယ်လဲဆိုရင်ကျွန်တော်အသင်းတော်ဟာဖျားသခင်အသင်းတော်ဟာဘယ်လိုတည်ဆောက်တယ်လဲဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်စတင်ပြီးတော့ဒီ Grace မြန်မာ service စာတော်မှာဆိုတော့ဒီအသင်းတော်ဟာဟာခါမြို့တော်မှာရှိတဲ့အသင်းတော်ဖြစ်တဲ့အတွက်နောက်တစ်ချိန်မှာဟာခါမြို့မှာတကယ့်ကို City Church အကြီးကြီးမဖြစ်နိုင်ဘူးလို့ပြောလို့မရဘူးအဓိကတော့ကျွန်တော်ကိုဖျားသခင်အတိမတ်ပြုတ်ဖို့လိုအပ်တယ်ကျွန်တော်ရဲ့ပေါင်းဆက်ကပ်မှုကိုကြည့်ပြီးတော့ဟာခါမြို့မှာကျွန်တော် City Church အကြီးဆုံးလဲဖြစ်နိုင်တယ်ဆိုတော့ဒီအသင်းတော်ကိုစတင်တည်ထောင်တဲ့အခါမှာကျွန်တော်ဘယ်လိုသွားမလဲဆိုတာနောက်ကပတ်တော်ထဲကအသင်းတော်ကိစ္စလေးကိုလည်းကျွန်တော်နည်းနည်းပြောချင်တာဖြစ်တယ်ဆိုတော့တကယ်ကျမ်းချက်အနေနဲ့ကျွန်တော်ကျမ်းစာတစ်ပိုက်လည်းကျွန်တော်ယူချင်တာကပါလဲဆိုရင်တော့ကျွန်တော်တို့ဒီရှင်မသက်ခရစ်အခန်းကြီး16အပိုက်ငယ်18လေးကိုကျွန်တော်ပဏာမအနေနဲ့ကျွန်တော်ဖတ်ချင်တယ်ဒီဥစ္စာပြီးရင်ကျန်တဲ့ကျမ်းပိုက်လေးတွေကိုကျွန်တော်ကထပ်ပြီးတော့ကျွန်တော်ဖတ်မှာဖြစ်တယ်ဆိုတော့ရှင်မသက်ခရစ်အခန်းကြီး16အပိုက်ငယ်18မှာဘယ်လိုတွေ့ရတယ်လဲဆိုရင်ဤကြောက်ပေါ်မှာငါအသင်းကိုငါတီထောင်မည်ထိုအသင်းကိုမရဏနိုင်ငံ၏တကားတို့သည်မနိုင်ရကောင်းကြီးပေးပြီးသားဖြစ်တဲ့နှုတ်ကပတ်တော်ဒီနေ့ကြားနာတော်သူအရောက်စေတိုင်းအတွက်ဘုရားသခင်အတိတ်တဖန်ကောင်းကြီးပေးပါစေဤကြောက်လို့ပြောတဲ့အခါမှာကြောက်ဆိုတာကခရစ်တော်ကိုဆိုလိုချင်တယ်ဆိုတော့ကျွန်တော်အားလုံးအသိပေးသားဖြစ်တယ်ဆိုတော့ခရစ်တော်ပေါ်မှာငါအသင်းတော်တည်ထောင်မယ်ဆိုတော့ဒီအသင်းတော်ဘယ်လိုဘာအသင်းတော်ပဲရှိရှိငါတည်ထောင်တဲ့သူငါအသင်းတော်ကိုစခဲ့သူဆိုတာမရှိဘူးဘယ်သူကမှမစားဘူးခရစ်တော်ကပဲစပြုတ်တာဖြစ်တယ်ဆိုတော့ဒီအခုစတဲ့ဒီမိသားရဒီအသင်းတော်ဟာဆိုရင်လေကျွန်တော်လူအားဖြင့်လူမပါဘဲနဲ့အလုံးလုံးလို့အစီမပြေဘူးဆိုတော့လူကိုအသုံးပြုပြီးမှလူအားဖြင့်ကျွန်တော်ရဲ့စတာလည်းမဟုတ်ဘူးကျွန်တော်ရဲ့စိတ်ထဲမှာဒီဥစ္စာလောက်ဖို့နှိုးဆော်တာကလည်းသူခရစ်တော်ပဲဖြစ်တယ်ဆိုတော့ဘယ်သူကိုပိုင်မှမဖြစ်နိုင်ဘူးအတင်းလို့ဆိုရင်ဘယ်သူမှလည်း founder မရှိရဘူးဘယ်သူမှလည်းခေါင်းဆောင်ဆိုလို့ကျွန်တော်ဒီတူထင်းတော့ရှိရင်ရှိမှာပေါ့နော်ဒါမဲ့အတင်းတော့ငါအတင်းတော်လို့တချို့လူတွေပြောတာငါနားထဲမှာအယံခါတယ်တိတ်ပြီးတော့အစေမပြောဒါငါအတင်းတော်ဒါဟာငါစားခဲ့တာငါ founder အတင်းတော်နဲ့ပတ်သက်လိုက်
ကျွန်တော်ဘယ်သူမှ founder မရှိနိုင်ဘူးခရစ်တော်ပေါ်မှာပဲတည်ထောင်တဲ့အတင်းတော်ဟာပဲအဆုံးဟာကောင်းလိုက်မယ် founder အဖြစ်ငွေကြေးအဖြစ်နိုင်ငံခြား sponsor အဖြစ်စတဲ့အတင်းတော်မှန်သမျှဟာအစမှကောင်းလိုက်မယ်ဒါမဲ့အဆုံးမှာဘယ်တော့မှကောင်းမှာမဟုတ်ဘူးဆိုတာကိုပနာမအနေနဲ့ကျွန်တော်ပြောချင်တာဖြစ်တယ်ဆိုတော့ဒီအတင်းတော်ကြောက်လို့ပြောတဲ့အခါမှာကြောက်နဲ့နှိုင်းယှဉ်ထားတဲ့ကိစ္စကအကြောင်းအများကြီးရှိတယ်အရင်တော့ဖယားကိုကိုးကွယ်တဲ့အခါမှာဖယားရှိတဲ့နေရာမှာပဲတွားပြီးတော့ကိုးကွယ်ရမှာဖြစ်တယ်ဖယားမရှိတဲ့နေရာမှာတွားကိုးကွယ်လို့လည်းမဖြစ်ဘူးပြီးတော့ကျွန်တော်ဒီနေရာမှာပနာမအနေနဲ့ကျွန်တော်တခုလဲ intro ပေါ့နော်အနေနဲ့တခုကျွန်တော်ပြောချင်တာကကျွန်တော်အားလုံးဒီမှာရှိတဲ့သူတွေကျွန်တော်အားလုံးဟာ religions တမန်နော်ဘာသာရေးတမန်ကိုမဖြစ်ကြပါနဲ့ဆိုတာကိုထပ်ပြီးတော့လည်းမှာချင်တယ်ဘာသာရေးတမန်ဟာဘာသာရေးတမန်ပါပဲဘာသာရေးတမန်ဟာဆိုရင်တော့ငါဘာသာကောင်းတယ်လို့အားလုံးကပြောမှာပဲကျွန်တော်လွတ်တာဘာသာရေးမဟုတ်ဘူးဒီနေ့ကျွန်တော်လွတ်တာဖယားကိုကျွန်တော်လွတ်တာဖြစ်တယ်ဆိုတော့ဖယားလို့ပြောတဲ့အခါမှာကျွန်တော်ဘာကိုချက်ချင်းကျွန်တော်အတိတ်ပဲဖွင့်ဆိုရမလဲဆိုရင်ဖယားဆိုရင်ကျွန်တော်ရဲ့အကွယ်အကာကျွန်တော်ရဲ့ခိုလုံရာကျွန်တော်အားကိုအားထားရာဆိုတာချက်ချင်းလာတာဖြစ်တယ်ဒါဆိုကျွန်တော်ဒီဖယားကိုကိုယ်တဲ့ခါမှာကျွန်တော်မှာအကွယ်အခါရှိသလားကျွန်တော်မှာခိုလုံဖို့ဖယားရှိသလားဖယားကျွန်တော်နဲ့ relationship ရှိသလားဖယားကိုကျွန်တော်ကိုကိုယ်တဲ့ဖယားနဲ့ကျွန်တော်နဲ့အခုဆက်ဆံရေးဘယ်လိုရှိတယ်လဲဆိုတာမိတ်ဆွေကိုယ့်ကိုစဉ်းစားကြည့်လိုက်ဖယားတင်ကိုကိုယ်တဲ့ဖယားနဲ့ကျွန်တော်ကိုကိုယ်တဲ့ဖယားနဲ့ကျွန်တော်ရဲ့ relationship ကတိတ်ပြီးတော့တိကျကျတိတ်မခိုင်မာတဲ့ပုံစံလေးရှိတယ်ဆိုရင်နေအောင်ကျွန်တော်ဟာဘာသာရေးတမန်များဖြစ်နေသလားဘာသာရေးမှာပဲတွားလိုက်စားတဲ့အဖွဲများဖြစ်နေသလားဘာသာရေးမှာတအားလိုက်စားတဲ့အဖွဲတော့ရှိတယ်ဒါပေမဲ့ဘာသာရေးလိုက်စားလို့တဲ့အဖွဲတွေကဘာသာတရားကိုင်းဆိုင်လုံးပြမှာကိုယ့်ရဲ့ဘာသာကောင်းလို့တဲ့အတွက်သူများဘာသာကိုအမြဲတမ်းစော်ကားတတ်ကြတယ်ခရိယန်လည်းအတူတူပါပဲအဲ့ဒါကြောင့်တချို့ခရိယန်ဆိုရင်ကျွန်တော်ကခရိယန်တရားကျွန်တော်ဆရာကြီးတွေဆိုကျွန်တော်ဒီလိုသူတို့ကိုခနဲ့တော့မဟုတ်ဘူးဘာသာရေးအလုပ်သမားလို့ကျွန်တော်ကတခါတလေပြောတယ်ဘာဖြစ်ဆိုတော့ဘာသာရေးအလုပ်သမားလို့ပဲဝန်ထမ်းလို့ပဲလစာစားမယ်ကျန်းစာကြောင်းတက်မယ်ပြီးမယ်အလုပ်လုပ်မယ်လစာစားမယ်အဲ့လိုပုံစံနဲ့ကျွန်တော်တို့အလုပ်သမားပုံစံဝန်ထမ်းပုံစံနဲ့လစာစားအိမ်ပြန်မယ်မနေ့ပြန်သွားမယ်တရားဟောမယ်အဲ့လိုပါပဲမဟုတ်ဘူးဘာသာရေးမဟုတ်ဘူးကျွန်တော်အဲ့ဒီအထဲမှာစစ်မှန်တဲ့ဖျားနဲ့ကျွန်တော်တို့ကမှန်ကန်တဲ့ဆက်ဆံမှုရှိသလားဒီဖျားငါကိုးကွယ်တဲ့အခါမှာငါမှာဝမ်းမြောက်မှုရှိသလားငြိမ်သက်မှုရှိသလားငါမှာလုံခြုံမှုရှိသလားတကယ်အားထားရသလားဆိုတဲ့ဖျားနဲ့တင်တဲ့ဆက်ဆံရေးကတိတ်အရေးကြီးဆုံးဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီအရာကိုကျွန်တော်ဒီနေ့လည်းအနေချင်းကျွန်တော်ပြောချင်တာဖြစ်တယ်ဆိုတော့ကြောက်လို့ပြောတဲ့အခါမှာဒီကြောက်ခဲဒီကြောက်တုံးလို့ပြောတဲ့အခါမှာအရင်တော့ကဖျားရှိတဲ့အိမ်ဟာကြောက်နဲ့တိဆောက်ထားတာဖြစ်တယ်ဖျားရှိတဲ့အိမ်ဟာအဲ့ဒီကြောက်နဲ့ဆောက်ထားပြီးမှအဲ့ဒီကြောက်ခဲတွေကိုဘယ်လိုလုပ်တယ်လဲဘယ်လိုစီခဲတယ်လဲဆိုတာကျွန်တော်ကျမ်းစာထဲမှာမှတ်တမ်းတင်ထားတာဖြစ်တယ်ရှမာရိအမျိုးသမီးဆိုတာရှိတယ်အဲ့ဒီအမျိုးသမီးရှမာရိရွာကအမျိုးသမီးနဲ့ယေရှုနဲ့ကရေတွင်းမှာတခါထိုင်ပြီးတော့တွေ့ပြီးတော့စကားပြောတဲ့အခါမှာဖျားရှိတဲ့နေရာဟာဘယ်မှာရှိတယ်လဲဆိုတာကျွန်မသိတယ်နော်တခင်တို့ရဲ့ဖျားဟာဟိုးယေရုရှလင်မှာရှိတဲ့ဗိမာန်တော်မှာတွားပြီးတော့ရှိခိုးကြတယ်အဲ့ဒီမှာပဲရှိတယ်ငါတို့ရဲ့ဖျားကြတော့ဤတောင်ပေါ်မှာရှိတဲ့အတွက်ဤတောင်ပေါ်မှာငါတို့ဖျားကိုဝတ်ပြုတယ်ဆိုတော့တောင်ပေါ်မှာဖျားဝတ်ပြုတယ်ဖျားတည်တယ်ဆိုတာကမထူးဆန်းမှုကျမ်းစာထဲမှာလည်းပါပြီးသားတောင်ပေါ်မှာတောင်ထိပ်မှာဖျားကိုရစ်ပူဇော်တယ်တောင်ပေါ်မှာဖျားကိုရှုခိုးတယ်တောင်ထိပ်မှာဖျားကိုအိုးဖြတယ်ဆိုတာဟိုးဓမ္မဟောင်းခက်မှာဖျားကိုကိုးကွယ်နေတဲ့အလက်အထဖြစ်တယ်ဆိုတော့တော်တော်သိတဲ့အမျိုးသမီးဒီအမျိုးသမီးဟာကျွန်တော်သိတယ်လို့တော့ဒီအမျိုးသမီးဟာတိတ်မကောင်းတဲ့မိန်းမပဲနော်ဒီမိန်းမကတော့နေ့ခေတ်မနေ့တောင်မှသူများရေခတ်တဲ့ချိန်မှာရှက်လို့ရေမခတ်ရဘူးဘာဖြစ်လို့ဆိုတော့ဒီအမျိုးသမီးမှာလင်9ယောက်ရှိတယ်ဒီလင်9ယောက်ထဲမှာတောင်မှလောလောဆယ်သူနဲ့နေတဲ့သူကသူ့လင်အစ်စ်မဟုတ်ဘူးဆိုတော့အတူဖြစ်မှာပေါ့နော်လင်အတူဆိုတော့ဘယ်သူဖြစ်မလဲတော့မသိဘူးပေါ့နော်ယခုလင်ဟာလည်းတဲ့အလင်အစ်စ်တော့မဟုတ်ဘူးဆိုတော့အဲ့တော့ထိတိတဲ့ယေရှုနဲ့တွေ့တဲ့အခါမှာအဲ့ဒီကိစ္စတွေကိုပြောတဲ့အခါမှာကျွန်တော်ဘာပြောချင်တယ်လဲအဲ့ဒီဖျားရှိတဲ့ယေရုရှလင်ကိုတွားပြီးမှဝတ်ပြုကြတယ်ဟုတ်တယ်အဲ့ဒီမှာပဲဖျားကိုရှိတဲ့ကိုးကွယ်ကြတယ်အခုကျွန်တော်မွတ်စလင်တွေဆိုလည်းအဲ့လိုပါပဲအဲ့ဒီဖျားသူတို့ရှိတဲ့နေရာမှာတွားပြီးတော့တစ်နှစ်တစ်ခါတွားပြီးတော့
ကျွန်တော်ဖျားကိုဝတ်ပြုတ်ကြတယ်လို့ပဲခရိယန်တွေလည်းအဲ့ဒီအရှိအလေပိုင်းမှာရှိတဲ့အဲ့ဒီယေရုရှလင်မှာပဲတွားပြီးတော့ဝတ်ပြုတ်ကြတယ်တနေ့တစ်ခါတွားတယ်အေပီလာမှာတွားတယ်ဆလေ15အဲ့ဒီမှာဖျားကိုဝတ်ပြုတ်ကြတယ်ဆိုတော့ဖျားရှိတဲ့နေရာမှာပဲဖျားကိုဝတ်ပြုတ်နေတယ်ဟုတ်ပါတယ်ဒါပေမဲ့နောက်ပိုင်းမှာတော့ဖျားဟာအဲ့လိုမျိုးဖျားเจ้าကန်မှာကျွန်တော်ဝတ်ပြုတ်ဖို့မဟုတ်တော့ဘူးနောက်ဆိုတော့ဖျားဆိုတာကနာဝိညာဉ်ဖြစ်တဲ့အတွက်ကြောင့်နာဝိညာဉ်နဲ့၎င်းတက်ဆာနဲ့၎င်းကိုးကွယ်မဲ့ချိန်ရောက်လိုက်မယ်ဆိုပြီးတော့သူပြောတာဖြစ်တယ်ဆိုတော့အဲ့ဒီဖျားเจ้าလို့ကိစ္စကိုကျွန်တော်ခဏကြည့်အောင်ဖျားเจ้าလို့ပြောတဲ့အခါမှာအဲ့ဒီဖျားเจ้าဆောက်တဲ့အိမ်ကကြောက်တုံးကြီးတွေနဲ့ဆောက်တာဆိုတော့အဲ့ဒီကြောက်တုံးကြီးတွေကိုကျွန်တော်ခဏလေးတော့ကနေခဏလေးဆိုပေးပါနော်ဒီမှာ projector ပြက်နေတဲ့အတွက်ကြောင့်ဒီ operator တွေအားလုံး projector လိုပဲတော့ထားပြီးတော့ဖျက်အောင်နော်ကျွန်တော်first king ထဲမှာ first king အခန်းကြီး6အပိုင်နဲ့ခုနှစ်မှာအားလုံးတော့ကနေလေးဆိုပေးပါနော်ခဏလေးထူအင်တော်ကိုတီလို့တော့အခါထူအရက်တော့မဆောင်ခဲ့ပြီးစစ်ပြီးမှsorry စစ်ပြီးတော့ကြောက်တော့ဖြစ်တာတီလို့တော့ကြောင့်တန်တူပစိတန်တဆာနဲ့လို့တော့အတန်မမီရကျွန်တော်ပဲအတန်မပြီးတာလားမသိဘူးเนาะကျွန်တော်ပြောတာအားမရဘူးကျွန်တော်ဖတ်တဲ့ကျမ်းစာအားလုံးနားမလည်မယ်မထင်ဘူးကျွန်တော်ဒီလိုပြရှင်းပြမယ်เนาะကျွန်တော်ချင်းလို့ကျွန်တော်မှတကယ်ချင်းပြောရှင်းကျွန်တော်အရင်ကျွန်တော်လည်းအခုစီဌာနပဲကျွန်တော်လည်းဒီအခုဆိုဟာခါမှာဒီနေဦးစီးမှုတော့ဖြစ်ကမသိဘူးเนาะကျွန်တော်အခုတော့ဆောင်းလို့ကျွန်တော်ကဝန်ထမ်းကနေကျွန်တော်လည်းဒီတရားဟောတဲ့ဖက်ပိုင်းကိုပို့တာဆိုတော့ကျွန်တော်အရာရှိတယောက်ရှိတယ်အဲ့ဒီအရာရှိတယောက်ကသူလည်းချင်းပေါ်ဦးထောင်လေးလို့ခေါ်တယ်အသေးလို့ဆိုတော့အဲ့ဒီဆရာဦးထောင်လေးကလည်းဘယ်လိုလုပ်လဲဆိုတော့မိထလာတော့ဘာလို့ဝန်ထမ်းဆိုတော့အဲ့မှာတွားပြီးတော့နေရာတွားကြတယ်ဆိုတော့အဲ့ဒီညမှာသူက2ယောက်3ယောက်လေးနဲ့ဖြစ်လေးနဲ့တန်းရှုပြီးမှအသေးလို့ကြီးတွေတီထောင်လာကြတယ်သူ့အဖြစ်အသေးလို့တော့ဘာတော့ပါရှိတယ်ဝန်ထမ်းတွေကလည်းတကယ်တရားဟောဆရာတွေတာငါပြုဆရာတွေထက်ဝန်ထမ်းတွေပို့ပြီးတော့အသေးလို့တီထောင်တဲ့ညမှာမတန်ရှိတယ်ဆိုတော့ကျွန်တော်ပြောချင်တယ်အဲ့ဒီဦးထောင်လေးကိစ္စကျွန်တော်ပြောချင်တာဖြစ်တယ်ဦးထောင်လေးဖုန်းဆက်ကကျွန်တော်နဲ့သူနဲ့ထိုင်သူကအတန်တော်ဝေးတာကိုကျွန်တော်တက်ဆိုးတာပေါ့မသူကဆိုတော့စကားပြောပြီးမှယုံကိစ္စပြောပြီးသွားတာခါမှာအဲ့ဒီဘေးနားမှာရှိတဲ့တယောက်ရှိတယ်အရာရှိတယောက်ရှိတယ်အတိဟာဦးထောင်လေးခင်ဗျားတို့ချင်းစကားမြန်မာစကားနဲ့နည်းနည်းတူတယ်နော်တဲ့ဒါဆိုတော့အာရပါရနဲ့မြန်မာစကားလို့ပြောတာပေါ့နော်ဒါချင်းစကားမြန်မာစကားနဲ့နည်းနည်းတူတယ်ဆိုတော့မဟုတ်တယ်အဲ့ဒါတကယ်ချင်းလို့ပြောတော့ဘယ်လိုများများကြည့်ဆိုတော့ကျွန်တော်ပြောချင်တယ်ဆိုဒီညမှာကျန်းဆောင်ကျွန်တော်တစ်ချက်တော့ကျွန်တော်ပြန်ပြီးတော့ဖတ်ပြမယ်နော်အဲ့ဒီယေရုရှလင်မှာရှိတဲ့ဖျားကျောင်းကြီးဟာအဲ့ဒီဗိမာန်တော်လို့ခေါ်တာပေါ့နော်အမှန်ဆိုတော့အိမ်ပေါ့နော်အိမ်ဒါမဲ့အဲ့ဒီအိမ်ဆိုတာကဖျားနေတဲ့အတွက်ကြောင့်ဖျားကျောင်းလို့ခေါ်တာဖြစ်တယ်ဒါမဲ့ဒီကကျောင်းကန်တင်ကိုင်းဆိုတာလည်းအဲ့ဒါပါပဲဖျားနဲ့ပတ်သက်တဲ့အတွက်ကြောင့်အဲ့လိုတော်ပြုထားတာဖြစ်တယ်ကဲဒီနေရာမှာကျွန်တော်ပြန်ပြီးတော့projector ရပြီကျေးဇူးပြုခုနကကျွန်တော်အတန်မပြီးထင်တယ်အတူတူပြန်ပြီးတော့ဖတ်ကြည့်ရအောင်ထိုအိမ်တော်ကိုတီလို့တော့အခါအားလုံး1 2 3ထိုအိမ်တော်ကိုတီလို့တော့အခါထိုအရက်တော့မဆောင်ခဲ့မီစစ်ပြီးတော့ကြောက်တော့ဖြစ်တာဒါဆိုတော့အားလုံးသဘောပေါက်တော့မယ်ထင်တယ်နော်အခုနကျွန်တော်ဖတ်တော့ကတော့ဘာမှန်းသိမှာမဟုတ်အခုတော့အားလုံးသဘောပေါက်တော့မယ်ဆိုတော့ဒီနေရာလေးမှာကျွန်တော်ကြည့်ချင်တာကဘာလဲဆိုတော့ထူအိမ်တော်လို့ပြောတဲ့အခါမှာထူအိမ်တော်တီးလို့တော့ခါဆိုဒါဗိမာန်တော်ပြောတာဖြစ်တယ်ထူအရက်တော့မဆောင်ခဲ့မီဆိုတာကဒီအိမ်တော်ကိုတီဆောက်တဲ့နေရာမှာအဲ့ဒီကြောက်ခဲတွေကိုပေါ့နော်ဒီကြောက်ခဲတွေကိုအိမ်ဆောက်လို့တဲ့ဒီအိမ်နေရာမှာမဆောင်ခင်မှာပေါ့နော်အခုလေဒီမှာကြောက်တွေယူလာခဲ့ကြတယ်ကြောက်တွေပုံထားတယ်ဒါအိမ်ဆောက်ဖို့ဖျားချောင်းဆောက်ဖို့အဲ့လိုပဲဒီဖျားချောင်းကိုမယူလာခင်မှာအဲ့ဒီကြောက်ကိုတို့ကသွားပြီးတော့ထုတ်လုပ်တဲ့နေရာကတခြားနေရာမှာဖြစ်တယ်ဆိုတော့အဲ့လိုမျိုးမယူလာခင်မှာတဲ့ဘယ်လိုလုပ်ရတယ်လဲကြောက်တွေကိုကြီးလို့ဖို့
စစ်ပြီးတော့ကြောက်တော့ဖြစ်တာဒီလောက်တော့ကြောင့်ဒီနေရာမှာတော့ကြောက်ခဲရမငြိမငြအောင်ဒီမှာရိုက်တဲ့ခွဲတဲ့အခုကြောက်ခဲတန်တွေလည်းကြားရတယ်နော်အဲ့လိုမျိုးကြားမကြားရဘူးတဲ့အဲ့လိုကြားဖို့မဟုတ်ဘူးတဲ့ဘာလို့လဲအိမ်ဆောက်တဲ့ခါမှာတဲ့တန်တူပစိန်တန်တစားတို့ရဲ့အတန်ကိုလုံးဝမမြင်ရပြောချင်တာကဒီအိမ်တော်ဒီဆောက်တဲ့ခါမှာကြောက်တွေကိုတေးတေးချာချာထုစစ်ပြီးမှအခုဟော်မှာကြောက်ဖျားချောင်းဆိုတာရှိတယ်အဲ့ဒီကျွန်တော်ရဲ့အမေရိကန်ကတာနာပြုတ်ဆရာကြီးက तू ကဒီညမှာ तू ကလာပြီးတော့ဒီဆောက်တဲ့ခါမှာကြောက်ခဲတွေကိုဖြတ်တယ်လွှတ်တွေနဲ့ဖြတ်တယ်တေးတေးချာချာအဲ့ဒီကြောက်ခဲတွေကိုစီတယ်တစ်ခုပြီးတစ်ခုအဲ့လိုမျိုးပုံစံနဲ့ကြောက်ခဲဖြတ်တဲ့အခါကျရင်တဲ့ဒီမှာရောက်လာပြီးမှယူလာပြီးမှမဖြတ်ရဘူးဘာဖြစ်လို့လဲဟိုးတောင်မှာတွားပြီးတော့ကြောက်ခဲတွားတူးတဲ့နေရာမှာတေးတေးချာချာဖြတ်အတန်မီဆရာရှိတယ်အကုန်လုံးအဲ့ဒါမှပဲအတန်မီခိုင်းဆုညံတန်တွေအဲ့ဒါမှပဲဆုညံခိုင်းဒီထဲမှာတော့ဘာတစားတန်မှထွက်လို့မရဘူးပြောချင်တာကဖျားချောင်းဆောက်တဲ့ခါမှာဆုညံတန်မပါအောင်ဆိုပြီးတော့ငငငဖြတ်ခိုင်းတယ်ကြောက်လို့ပြောတဲ့ခါမှာဒီနေ့မိတ်ဆွေတင်တဲ့ကျွန်တော်ဟာလေဖျားချောင်းထဲမှာ sorry ကျန်းစာထဲမှာကြောက်လို့တင်စားတဲ့နေရာတစ်ခုရှိတယ်ကျွန်တော်ကျန်းချက်တစ်ခုကိုခဏလေးကြည့်အောင်ကျွန်တော်တို့ဒီတစ်ပေခန်းကြီးနှစ်မှာအပိုင်ငယ်တစ်ပေခန်းကြီးနှစ်အပိုင်ငယ်9မှာကျွန်တော်တို့တစ်ချက်လောက်ကြည့်ကြအောင်တစ်ပေခန်းကြီးနှစ်အပိုင်ငယ်9မှာကျွန်တော်အတူတကွတွေ့အတူတကွဖတ်ကြရအောင်အသက်ကြောက်များခဲ့တော့1 2 3အသက်ကြောက်များခဲ့တော့အစင်စစ်အထက်ထက်ဒီလောက်လက်ရှိဓမ္မတိုက်ဖြစ်ကြ၏ယေရှုခရစ်အားဖြင့်ဖျားသခင်နှစ်သက်တော်မူရာရစ်ကိုပူဇော်တော်တန်ရှင်တော်ရစ်ပရောဟိတ်အမျိုးလည်းဖြစ်ကြ၏ပြောချင်တာကဓမ္မတိုက်မှာခရစ်တော်အပေါ်မှာတီလို့ဖို့မိတ်ဆွေတင်းနေကျွန်တော်ဟာလည်းအသက်ရှင်တော်ကြောက်ဆိုပြီးတော့တင်စားထားတာဖြစ်တယ်ဆိုတော့ဒီအရာလေးတွေဟာကြောက်ဆိုတဲ့ခရစ်တော်ပေါ်မှာတီပြီးမှခရစ်တော်ပေါ်မှာအစင်စင်တီဆောက်ထားတဲ့ကြောက်အဖြစ်ဓမ္မဆိုတာဒီနေ့ကျွန်တော်ရဲ့အသင်းတော်ဆိုတဲ့တင်နဲ့ကျွန်တော်အတူတကွဝတ်ပြုတ်တဲ့အသင်းတော်ဟာဘာလဲဆိုရင်အဲ့ဒီကြောက်ခဲလေးတွေနဲ့စီထားပြီးမှအိမ်တလုံးကိုဗိမာန်ကိုပြီးစီးတကယ်တော့ပဲဒီနေ့မိတ်ဆွေတင်နဲ့ကျွန်တော်အားဖြင့်အသင်းတော်ဆိုတာကိုပြီးစီးစေဖို့ရန်အတွက်ဆိုပြီးတော့ကျွန်တော်ကိုယုံကြည်သူတွေကိုဒီနေ့မှာအသက်ကြောက်များကဲ့သို့ဆိုပြီးတော့မှတ်တမ်းတင်ထားတာဖြစ်တယ်ကြောက်မှာတော့မှအသက်ရှင်တော်ကြောက်ဒီနေရာမှာကျွန်တော်ဘာကိုပြောချင်တယ်လဲဆိုရင်ဒီနေ့ကျွန်တော်လူတွေအားလုံးကိုဒီနေ့လည်းကျွန်တော်ပြောထားဒီနေ့ဆေဖို့တဖို့ကိစ္စမှာကျွန်တော်အတင်းတော်မှာအတင်းတော်မှာဟာခတ်တက်မှာတယောက်ကနည်းနည်းနားလည်မှုလွှဲတယ်ဆိုတော့လူတယောက်ကဆေဖို့တဖို့ဘဲတဲ့အခါမှာဒီလူကဘာဖြစ်လို့ကိုကခရိယန်လည်းမဟုတ်ဘူးကိုကဖျားကိုလည်းတိတ်တိသေးတာမဟုတ်ဘူးဆိုတော့ကိုရတဲ့လစာထက်နဲ့ဆေဖို့တဖို့လဲတွေကိုဖယ်ပြီးတော့ကောင်းကြီးရဖို့ဖျားကိုပေးတယ်ဆိုတာကဖျားကလက်မခံဘူးဆိုပြီးတော့ तू ကတက်တဲ့ခိုင်းရင်းနဲ့ तू ကပြောမိတယ်ကျွန်တော်တရားဟောတော့ပြောတယ်မဟုတ်ဘူးအဲ့လိုမဟုတ်ဘူးကျွန်တော်ဒီ universal law ဆိုတာရှိတယ်ဒီဆေဖို့တဖို့ဆိုတာတွေကကိုယ့်ရဲ့အတ္တမောဘောနကင်ဖြစ်စေမဘောနကင်ဖြစ်ပါစေမိသူမဆိုဖျားအတွက်ဆိုပြီးတော့ထဲလိုက်ရင်အဲ့ဒါကောင်းကြီးရတယ်ကောင်းကြီးခံစားတယ်ဘာဖြစ်လို့လဲဆိုတော့ဒီအရာဟာကောင်းကြီးနဲ့သက်ဆိုင်တဲ့မင်္ဂလာတရားဖြစ်တယ်ပြည့်ညက်ဖြစ်တဲ့အတွက်ကြောင့်ဒီနေ့မယုံကြည်သူတွေအထူးသဖြင့်ကျွန်တော်ပြောမယ်ဆိုရင်တော့တကဘာလုံးကလေးစားတဲ့နိုင်ငံဟာမြန်မာနိုင်ငံဆိုတာတခုရှိတဲ့အရာကဘယ်နေရာမှာလေးစားတယ်လဲဆိုရင်ပေကန်လူရမ်းတဲ့နေရာမှာမြန်မာလူမျိုးတွေဘယ်သူမှမမြင်ဘူးအဲ့ဒါကြောင့်မြန်မာတွေဟာကဘာပေါ်မှာအပေကန်ဆုံးလူမျိုးဆိုပြီးတော့ကဘာကအတိမတ်ပြုတာဖြစ်တယ်သူတို့ကဒုက္ခရောက်တဲ့သူတွေခက်ခဲတဲ့သူတွေကိုပေးလှူဖို့သူတို့ကဘယ်တော့မှလက်မတွန့်ဘူးသူတို့ကဆိုတော့ကျွန်တော်ခရိယန်တွေကတော့မှဒီတခြားမယုံကြည်သူတွေပေါ့နော်ကျွန်တော်မြန်မာလူမျိုးတွေတော့မှလုံးဝမမြင်ဘူးပေးကားတဲ့နေရာမှာပြောချင်တာကဖျားရဲ့လူတွေအားလုံးဟာဘယ်လူမျိုးပဲဖြစ်ဖြစ်ဘယ်ဘာသာပဲဖြစ်ဖျားသားသမီးတွေဖြစ်တယ်ဆိုတော့သူတို့လေသူတို့လောက်တဲ့အကျိုးအတိုင်းသူတို့ခံတာဖြစ်တယ်ခံစားရတာဖြစ်တယ်အကျိုးခံစားတယ်လို့အပြစ်လဲခံစားပြတယ်ဒါကြောင့်ကိုဘယ်လိုလဲဘယ်လိုဖြစ်တယ်လဲကျွန်တော်ခိုင်ချက်ကကိုကျွန်တော်မြန်မာလူမျိုးတွေကကောင်းတာလောက်ရင်ကောင်းတာရမယ်ဟုတ်တယ်ဆရာမပြောတာဟုတ်တယ်ကောင်းတာလောက်ရင်ကောင်းတာရမယ်ဆိုတဲ့ဥစ္စာကလူတိုင်းနဲ့သက်ဆိုင်တယ်ခရစ်ယာန်နဲ့မဆိုင်ဘူးလူဆိုတဲ့မှန်သမျှကကောင်းတာလောက်တမျှကိုရတာဖြစ်တယ်
ဒါပေမဲ့ဒီအရာကကောင်းကြီးနဲ့လူရဲ့အသက်ရှင်တဲ့အချိန်မှာစီးပွားရေးနဲ့တော်လကောင်းကျွန်တော်လက်လာပဒီကောင်းတဲ့အရာတွေအများကြီးလွတ်တဲ့အရာတွေသက်ဆိုင်တယ်ဒါပေမဲ့ထာဝရအသက်တမလွန်အတွက်တော့မဟုတ်တော့ဘူးတမလွန်နဲ့ပတ်သက်လာပြီဆိုရင်တမလွန်မှာငါဘယ်ရောက်မလဲဆိုတဲ့ကိစ္စနဲ့ပတ်သက်လာရင်ဘာသာရေးနဲ့မရတော့ဘူးဖယားနဲ့ပဲရတော့တယ်ဆိုတဲ့ကိစ္စကအဲ့ဒီတကွက်လည်းပဲအရေးကြီးတာဖြစ်တယ်ပြောချင်တာ तू အစေဖို့တဖို့ကိုမယုံကြည်သူပဲကောင်းကြီးရှိသလားရှိတယ်စင်ရသားတွေပေးကြည့်လိုက်ကောင်းကြီးရှိတယ်ကောင်းကြီးရမယ်ကျွန်တော်ကျမ်းစာထဲမှာမဟုတ်ဆိုးမနဲ့ကျွန်တော်ဒီမိဘမဲ့တွေကိုပေးလှူပါအဲ့ဒါကောင်းကြီးရှိတယ်လို့ပြောတာဖြစ်တယ်ကျွန်တော်ဘာပြောချင်တယ်လဲကျွန်တော်မယုံကြည်သူတွေယုံကြည်သူတွေမဟုတ်လူတိုင်းလောက်တဲ့အရာကိုယ်လောက်တဲ့အကျိုးအပြစ်ကိုရတယ်လို့ပဲဒါပေမဲ့ဖျားနဲ့ပတ်သက်လာပြီဆိုရင်ဘယ်လိုဖြစ်တယ်လဲဆိုရင်ဒီလိုရှိတယ်တကဘာလုံးလူတွေကိုဖျားကရွေးနှုတ်ထားတဲ့ခရစ်တော်ကယ်တင်တယ်အားလုံးအတွက်ခရစ်တော်ဟာအသေးခံပါတယ်ဒါပေမဲ့ကျွန်တော်အားလုံးဟာကောင်းတဲ့နေရာကောင်းကင်နိုင်ငံကိုမရောက်ပါဘူးဒါပေမဲ့သူခရစ်တော်ကကျွန်တော်ကိုကယ်တင်ရုံမကဘူးကျွန်တော်ကိုပြင်ဆင်ခြင်းနဲ့ထူစစ်ခြင်းနဲ့ပြုတ်ပင်ပြီးမှတာလင်းသူကောင်းကင်နိုင်ငံထဲကျွန်တော်ကိုပူဆောင်ခြင်းနဲ့ဖြစ်တယ်နားလေသလားတော့မသိကျွန်တော်ထပ်ပြောမယ်ကျွန်တော်ကိုခရစ်တော်ကကယ်တင်ရုံမကဘူးကျွန်တော်ကိုပြင်ဆင်ပြီးမှထုစစ်ပြီးမှဒါလေကောင်းကင်နိုင်ငံထဲမှာ तू ပူဆောင်ခြင်းတာဖြစ်တယ်ဒီနေ့ကျွန်တော်အားလုံးဟာကြောက်ခဲအရိုင်းနဲ့တူတယ်ခုနပြောတဲ့ဒီအသင်းတော်တိဆောက်တဲ့ကြောက်အရိုင်းလေးတွေနဲ့တူတယ်ပြင်ဆင်ရတယ်ကျွန်တော်အားလုံးကပြင်ဆင်စရာအများကြီးရှိတယ်ကျွန်တော်ကအစဒီမှာရှိတဲ့သူတွေအားလုံးပြင်ဆင်စရာအများကြီးရှိတယ်ဆိုတော့ဒီအရာလေးတွေကိုပြင်ဆင်မယ်ထုစစ်မယ်ပြီးမှဒါလေကျွန်တော်ဖျားသခင်ကသူ့ရဲ့အိမ်တိဆောက်ဖွယ်အတွက်ကျွန်တော်ကိုအသုံးပြုမှာဖြစ်တယ်ဒီတိုင်းကြောက်ခဲကောင်းမဖြစ်နိုင်ဘူးပြင်ဆင်ရတယ်ကြောက်ခဲမှန်တယ်မြတ်ပြင်ဆင်ရတာဖြစ်တယ်ဆိုတော့ဒီနေ့ဒီမှာရှိတဲ့ဓမ္မမိတ်ဆွေတွေကျွန်တော်အားလုံးဟာလေအသင်းတော်ဓမ္မတိုက်ပေါ်မှာခရစ်တော်ပေါ်မှာတည်ဆောက်တဲ့ကြောက်လိုပဲပြင်ဆင်တဲ့အခါမှာကျွန်တော်စကပုံတစ်ခုရှိတယ်ကျွန်တော်အားလုံးမှတ်မိလားတော့မသိဘူးမပြုတ်ပြင်နိုင်တာမရှိဘူးဒါပေမဲ့မပြုတ်ပြင်ချင်တာပဲရှိတယ်ကိုကအပြုတ်ပင်မခံဘူးဆိုရင်တစ်သက်လုံးမရဘူးဒါပေမဲ့အပြုတ်ပင်ခံမယ်ဆိုရင်သင်ဟာဘာမဆိုဖြစ်နိုင်တယ်တမရလည်းဖြစ်နိုင်တယ်ဒါပေမဲ့ကိုကအပြုတ်ပင်မခံချင်ဘူးဆိုရင်တော့ငါကောင်းပါတယ်ကွာငါပြင်စရာမလိုဘူးဆိုရင်မိတ်ဆွေသင်ဟာဘယ်တော့မှပြင်လို့မရတဲ့လူတယောက်တူးတက်လို့မတူးတက်တဲ့လူတယောက်ဖြစ်သွားနိုင်တယ်ဆိုတော့ကျွန်တော်ဘာပြောချင်တယ်လဲဆိုရင်ဒီနေ့ကျွန်တော်အားလုံးဟာခရစ်တော်ကကျွန်တော်ကိုပြုတ်ပြင်တဲ့အခါမှာကျမ်းစာထဲမှာကျွန်တော်ဘာတွေ့တယ်လဲဆိုရင်ခရစ်တော်ကငါ့ကိုစီးကပ်တော်သူသည်ကိုငင်းပေရမယ်လို့ပြောတဲ့အခါမှာဘယ်သူတွေဟာခရစ်တော်ကပြုတ်ပြင်နိုင်တယ်လဲဆိုရင်ကိုယ့်ရဲ့ဆန္ဒကိုငင်းပေနိုင်တော်သူသားလင်းဖခင်တကယ်ပြုတ်ပြင်နိုင်တာဖြစ်တယ်တချို့ကြတော့ကိုယ့်ရဲ့ဆန္ဒကိုမငင်းပေနိုင်ဘူးဥပမာဆိုပါဆိုကျမ်းစာထဲမှာလူနှစ်ယောက်နဲ့သူဥပမာယူထားတယ်တထဲနှစ်ယောက်ကိုရွေးထားတယ်ခရစ်တော်ကတထဲတစ်ယောက်ကတော့ तू ကခေါင်းဆောင်တစ်ယောက်ဘာသာရေးခေါင်းဆောင်တစ်ယောက်ရွေးထားတယ်နောက်တစ်ယောက်ကတော့ကျွန်တော်ဇကဲဆိုတဲ့တစ်ယောက်ရွေးထားတယ်ဒါဆိုရင်မင်းတို့ကိုယ်ဆန္ဒကိုငင်းပေတလားမငင်းသေးပေနိုင်ဘူးလားဆိုတာမင်းတို့ငါနောက်လိုက်ဖြစ်နိုင်မဖြစ်နိုင်ကျွန်တော်စာမေးပွဲဖြေအောင်မင်းတို့ပိတ်ဆံလူချင်းတဲ့သူနှစ်ယောက်စလုံးဟုတ်တယ်တစ်ယောက်ကတော့ကောင်းမွန်နဲ့ပိတ်ဆံရှာတယ်တယောက်ကြတော့ဇကဲကြတော့မမှန်မကန်နဲ့ရှာတယ်ဒါပေမဲ့အတူတူပါပဲနှစ်ယောက်စလုံးပိတ်ဆံတအားလူချင်းတဲ့သူတွေဆိုတော့ဒီပိတ်ဆံကိုအလှူလောက်ပါစင်ရသားတွေကအကုန်လှူပါပြီးမှငါနောက်လိုက်ပါလို့ပြောတဲ့ခါမှာတယောက်ကတော့မဖြစ်နိုင်ဘူးငါမလှူနိုင်ဘူးဆိုပြီးတော့နောက်လှည့်သွားတယ်တယောက်ကြတော့ဇကဲကြတော့လှူတယ်အကုန်လုံးစင်သားတွေပေးတယ်အဲ့ဒါခါမှာခရစ်တော်နောက်လိုက်တဲ့ခါမှာခရစ်တော်ပြောတယ်ဒီလူကြတော့ကယ်တင်ခြင်းရတယ်ဟောလူကယ်တင်ခြင်းရတာထက်တော့ဟောလူတက်တော့ဘယ်လောက်ထိခက်ခဲမလဲဆိုရင်ကလောက်တောင်မှအနဖားတဲ့ထွင်းတော်မှဖြစ်နိုင်မယ်ဒီလူကောင်းကင်နိုင်ဝင်ဖို့ဆိုတော့မဖြစ်နိုင်ဘူးဆိုတော့ပြောတာဖြစ်တယ်ပြောချင်တာကဖခင်ကကျွန်တော်ကိုအခုပုံသွင်းတဲ့အခါမှာဘယ်လိုမှပုံသွင်းမှာမဟုတ်ဘူးခင်ဗျားတို့ကြောက်တုံးမှမဟုတ်တာကွန်းဘာနဲ့ဖြတ်လို့ရမလဲဘာနဲ့မှဖြတ်လို့မရဘူးဒါမဲ့နှုတ်ကပတ်တော်နဲ့ဖြတ်တယ်ကျွန်တော်ကိုပုံသွင်းတာထုစစ်တာကဘယ်လိုလဲဆိုရင်ကိုယ်ဆန္ဒကိုငင်းပေမလားဒီအရာကိုဖခင်တခင်မနစ်သက်ဘူးဆိုတာသိတဲ့အရာကိုဖခင်အတွက်စွန့်ပစ်သလားအဲ့ဒီအရာလေကိုယ့်ရဲ့ဆန္ဒကိုငင်းပေတော့အရာဟာဖခင်တခင်ကပုံသွင်းဖွင့်အတွက်မိမိအသက်တာဆက်ကတာနဲ့အတူတူဖြစ်တယ်ဒီနေ့ကျွန်တော်ခရစ်ယာန်တွေအများကြီးဟာလည်းအဲ့လိုပါပဲကိုယ့်ဆန္ဒမငင်းပေးနိုင်ကြဘူးမငင်းပေးနိုင်တဲ့အတွက်ကြောင့်သူတို့ဟာဘာသာရေးတမာတော်ဖြစ်တယ်ဒါပေမဲ့ဝိညာဉ်ရေးတမာတော်မဖြစ်နိုင်ဘူးအဲ့ဒီလူတယောက်ဟာဆိုတော့သူ့အသက်တာကြီးထွားမှုမရှိတော့အသက်ရှင်တော့သူဟာကြီးထွားရမှာဖြစ်တယ်မကြီးထွားတော့ဘူးဆိုတော့ဒီနေရာမှာကျွန်တော်
ဘာကိုပြောချင်တယ်လဲဆိုရင်ဒီနေရာမှာကျွန်တော်တို့ဟာအသက်ကြောက်ပေါ်မှာခရစ်တော်ပေါ်မှာတီဆောက်ဖို့ဆိုတာကဒီတိုင်းယူပြီးတော့တီဆောက်လို့မရဘူးကြောက်ခဲဆိုတာကအောက်ခဲလူလဲတော့ဖြစ်ဖို့ရန်အတွက်သူ့ဟာသူဖြစ်တာမဟုတ်ဘူးအရင်ဖြတ်ရတယ်အဲ့ဒါကြောင့်ဖြတ်ပြီးမှဒါလင်းအိမ်တော်တီဆောက်ဖို့ရန်အတွက်အသုံးပြုနိုင်မှာဖြစ်တဲ့အတွက်ကြောင့်သူစစ်တဲ့ခါမှာအသာမြည်တဲ့အတွက်ကြောင့်နာကျင်တဲ့ကိုယ်ဆန္ဒငင်းပေတယ်ဆိုတာခက်ခဲတယ်ချမ်းစာထဲမှာကျွန်တော်တွေ့ရတဲ့အရာကကျွန်တော်ခဏခဏမေခွန်းမဲတယ်ဒီမှာရှိတဲ့သူတွေလည်းကျွန်တော်ခဏခဏမေခွန်းမဲလို့တည်တော့မေထင်တယ်ခက်တယ်ဆိုတဲ့ကိစ္စဘယ်အရာခက်တယ်လဲလွယ်တယ်ဆိုတဲ့အရာကဘယ်အရာကလွယ်တယ်လဲဆိုတဲ့စကားလုံးခဏခဏမေးတယ်ကျွန်တော်ရှမတ်ခရစ်ခန်းကြီးခုနှစ်မှာကျွန်တော်တွေ့တဲ့အရာကဘာလဲဆိုရင်ငရဲကိုတွားတဲ့လမ်းကလွယ်တယ်ကျယ်တယ်လူအများလိုက်တယ်အသက်ရှင်ရာတွားတဲ့ကောင်းကင်လမ်းကကျင်းတယ်ခက်တယ်လိုက်တော့သူနဲတယ်ဝင်တော့သူနဲတယ်အဲ့ဒီနေရာမှာအရေးကြီးတဲ့စကလုံးကကျွန်တော်နှလုံးပဲကျွန်တော်ရတယ်ပထမတစ်လုံးကလွယ်တယ်လူအများကြီးလိုက်တယ်ဒုတိယကခက်တယ်လူအနည်းလေးပဲဝင်တယ်ဆိုတော့လွယ်တဲ့အရာနဲ့ခက်တဲ့အရာနဲ့ကျွန်တော်ဆွေးနွေးကြရအောင်ဒီနေ့အောက်မှာထိုင်တဲ့အဖွဲ့နဲ့အပေါ်မှာရက်တဲ့ကျွန်တော်နဲ့ဆွေးနွေးကြရအောင်လွယ်တယ်ဆိုတာဘယ်အရာကိုလွယ်တယ်လို့ထင်တယ်လဲမိတ်ဆွေတဲ့အတွက်လွယ်တယ်ဆိုတာဘာကိုဆိုလိုမဲလို့ထင်တယ်လဲကိုယ့်ရဲ့အထင်ကိုပြောပါကိုယ့်ရဲ့အထင်ဆိုတာကမှားတယ်ဆိုတာမရဘူးလေကိုယ့်ရဲ့အထင်မြင်ချက်ပဲလွယ်တယ်ဆိုတော့ဘာကိုထင်မဲလို့ဘာကိုထင်ကြတယ်လဲမိတ်ဆွေအနေနဲ့ဘာကိုလွယ်တယ်လို့ထင်တယ်လဲဖြေပေးကြပါဒါမှမဟုတ်ကျန်းစာခက်တယ်လို့ပြောတဲ့ခါမှာဘယ်အရာကိုခက်တယ်လဲမိတ်ဆွေအတွက်ကဘယ်အရာကခက်တယ်လို့ထင်တယ်လဲကိုယ့်အသက်တာမှာပြောလိုက်မှားသွားမှာဆိုလို့မပြောရကြဘူးထင်တယ်။မိုင်းလည်းတိတ်ပဲတနာမရှိဘူးလို့ကျွန်တော်တို့ခဏခဏပြောတယ်။မိုင်းလည်းဝိုင်းရီကြမှာဘာမှမဖြစ်ဘူးလို့အဲ့ဒါဘာမှပြဿနာမဖြစ်ဘူး။ခက်တယ်လို့ကျမ်းစာထဲကပြောတဲ့စကားလုံးကဘာလဲ။လွယ်တယ်ဆိုတဲ့စကားလုံးကဘာကိုဆိုလို့တယ်လဲဆိုရင်လွယ်တယ်ဆိုတာကဒီလိုရှိတယ်ကျမ်းစာထဲမှာကိုစန္ဒကိုလောက်ချင်တာလောက်တာဟာအလွယ်ဆုံးဖြစ်တယ်ခက်တယ်ဆိုတာကဘာလဲခက်တယ်ဆိုတာဘာဖြစ်မလဲကျွန်တော်တဝက်တောင်ပြောပြပြီလွယ်တယ်ဆိုတာကကိုလောက်ချင်တဲ့အရာလောက်တာအလွယ်ဆုံးကဲခက်တယ်ဆိုတာကဘယ်အရာလို့ထင်တယ်လဲကိုမလောက်ချင်တဲ့အရာကိုလောက်တာအခက်ဆုံးမလောက်ချင်တဲ့အရာကိုလောက်တာအလွယ်ဆုံးအဲ့လိုမိငယ်ကျွန်တော်အဲ့လိုအတက်ပြဖြစ်မယ်ကိုမလောက်ချင်တဲ့အရာလောက်တာကအလွယ်ဆုံးအဲ့လိုပြောတဲ့ခါမှာတမျိုးမထင်နဲ့ကျမ်းစာအမြင်နဲ့ကျွန်တော်ပြောတာဖြစ်တယ်ဘာလို့ရှင်ရှင်ဘောလို့ကငါမလောက်ချင်တဲ့အရာကိုငါလောက်တယ်လို့သူပြောတဲ့စကားလုံးကိုကျွန်တော်အခြေခံထားတာဥမာဆိုပါဆိုလူတယောက်ဆဲလိုက်တော့တယ်ဆိုပါဆိုသူကဆဲလိုက်တော့မကောင်းဘူးဆိုတော့သိတယ်မိသားစုတွေမှာသူ့ရဲ့ကြားမိုက်တဲ့ဒီဆဲလိုက်တော့ငါအသက်တူမယ်ဆိုတော့သိတယ်ဒါကြောင့် तू ကမလောက်ချင်ဆုံးအရာကဘာလဲဆဲလိုက်မတောက်တာဒါမဲ့ तू လောက်တာကဘာလဲမလောက်ချင်ဆုံးအရာကို तू ကလောက်တာနေ့တိုင်းဒါကြောင့်စာတန်လှည့်ဖျားတဲ့အခါမှာကိုမလောက်ချင်ဆုံးအရာကိုနေ့တိုင်းလောက်ခိုင်းတာတခုရှိတယ်အဲ့ဒါကိုဒီနှုတ်ကပတ်တော်နဲ့မသက်ဆိုင်တဲ့အတွက်ကျွန်တော်ထပ်မပြောတော့အခုနမိငယ်ပြောတဲ့စကားလုံးဟာနီးဆက်တယ်အဲ့ဒါဘာလဲဆိုရင်တော့အခက်ဆုံးဆိုတာကကိုမလောက်ချင်တဲ့အရာကိုလောက်တာမဟုတ်ဘဲနဲ့အခက်ဆုံးဆိုတာကမီလေခဏပိတ်ရအောင်လို့ပြောတော့မယ်ထင်တယ်နော်အဖေကအလုံးစောင့်နေတယ်ဆိုတော့မီခဏပိတ်ရအောင်လို့ပြောတော့မီကလည်းခုနပိတ်တာတော့မိုက်တယ်လည်းကုန်ပိတ်ကုန်တယ်ဆိုတော့မပိတ်ခိုင်းတော့ပါဘူးနော်ခက်တယ်ဆိုတာကဘာလဲဆိုရင်ကိုလောက်ချင်တဲ့အရာကိုမလောက်တာခက်ဆုံးဖြစ်တယ်ကိုလောက်ချင်တဲ့အရာကိုနှစ်သက်ဆုံးအရာကိုဆုံးပြတာခက်ဆုံးဖြစ်တယ်ဘာလို့လဲဆိုတော့ယေရှုပြောတယ်ငါကိုစီကလောသူနောက်ကနေတစ်ချက်လောက်လိုက်ဆိုပြပါဦးငါကိုစီကလူတော်သူဒီကိုငင်းပေးရမယ်ပြောချင်တာကိုဆန္ဒကိုငင်းပေးရမယ်ဆိုတာကဘာပေါ်မှာခက်ဆုံးကဘာလဲကိုဆန္ဒကိုငင်းပေးတာခက်ဆုံးဖြစ်တယ်ဒါမဲ့ကိုဆန္ဒမတူကြဘူးဒီမှာထိုင်နေသူတွေအလုံးကိုဆန္ဒမတူကြဘူးတချို့ကြတော့အရက်တောက်တဲ့တယောက်ကတော့
ตัวอาจจะเต่าตัวตาใจเด็ดด้วยไอ้อาจจะเต่าสายเราเงี้ยแบบพวกตัวแค่ส่งพิเลยไหมเซเลตัวเดียวกันเลยไอ้เรากูตัวแค่ส่งพิเลยไหมกูเรียกลันสวยเดียวจารอเลยไอ้เราพี่องมาระไอ้ชิงระไอ้เรามาเองมาเลยตัวให้เลสคามาวินโดว์นายพี่โรเมสุบรอเลยไอ้เราใส่เทมาสุดกูสันดามาดูเจ้าสุดกูอยากสันดาเงี้ยเปร่าแค่ส่งได้ไหมเยซูอะไรจันโลกูทุสิชินเนี่ยข้ามาเจ้าเคลูจันโลกูทุสิผู้ยันด้วยทุสิคำพูดสุรากากูอยากสันดากูเงี้ยเปร่าดูตาลินเพียรที่เขาทุสิไหนเด้เจ้าพิเดจันโลอาลงฮะอาเมนเพียรที่เขาทุสิกูขันไหนมาละเนเนโรแค่เดลูกพี่เลยเพียรที่เขาตาโรมีดีกาโลกากูเอาแต่อีเด็ดังพิอาดิคินกูนาคัมพูสุรากาเนเนโรแค่เดดาเมเต้มาแค่บูลูจันสาเทมาพบยาทาเลยเต้มาแค่บูลูเปียวรากาได้เปียบาเลยเต้มาแค่บูสุราได้เปียเบลูยาแต่เลยแค่ดอกแค่เดเต้มาแค่บูสุราบาเลยเสมาแค่ตะแค่ปนมาแค่ตะแค่หัวว่าจะนกขนาดเปียวเลยไซที่ไซต์เชนเนี่ยนายเชนทาร์มอราบดาเปเมมโมบูสุเลสกาเนี่ยตัวสเปนนี่เนี่ยช่วยทวดเดจงเบลปะมองเนี่ยสเปนช่วยทวดเดหัวจีเลยโนมอราบทุกคนมาเลยให้มอลามองบอกบางอย่างบ่เนาะจะนอนเลยมาเปียวแต่บุษราเอลูไปเปียวไปเนาะจะนอนอเมียที่มีเปียวเลยสันอาชิตส่งบ่เนาะเอลูจะนอนเมียที่มันจะนอนเปียวแล้วเนาะกูเปียวจะเนาะอะไรจะรอสุดแกมอลาช่วยเลยเนี่ยมอราบดาเปเมมโมบูมอเลยhow de le te chare ling lo ma mya ra tu chwe ri ne da me ma bo so ra set nin chin de ra tu le to bi so ma ya ba de be to ma nau ta pat la ba so ro tu ye chit chin met ta atwet tu laut de aya ka sun lut de aya tu ye khon a tu ye chwe sun lut de aya ha mo de lo ma khan sao tu a wan ta sia lu taw tu thin na ပြောချင်တာဖျားကိုချစ်လို့ကျွန်တော်ရဲ့ဆန္ဒငင်းပယ်တာဟာဖျားသခင်ရဲ့စိတ်နှလုံးအတူဆုံးအရာဖြစ်တယ်ဟာလေလုယာကိုယ်တာလောက်ချင်ပေမဲ့ဖျားသခင်မနဲ့သက်ဘူးဆိုပြီးတော့ဆုံးဖြတ်တာလို့ဖျားသခင်ကိုဝမ်းမြောက်စေတာမရှိတော့အဲ့ဒီအရာထုစစ်ခံတဲ့သူတွေရဲ့အသက်တာဖြစ်တယ်ဒါကြောင့်ခရစ်တော်အများကြီးရှိတယ်ခရိယန်တွေအများကြီးရှိတယ်ဒီခရိယန်တွေအများကြီးထဲမှာထုစစ်ခံတဲ့ခရိယန်နဲ့အထုစစ်မခံတဲ့ခရိယန်ဆိုတာမိမိအသက်တာထဲမှာမြင်ရတာဖြစ်တယ်တချို့ကြတော့မထုစစ်တဲ့ကြောက်တုံးကြီးတွေတင်းလူကြီးတွေရှိကြတယ်လေဒီအတင်းတော်မှာလည်းရှိမလားတော့မသိဘူးတော့မနေ့ပိုင်းဝက်ပြုတ်တဲ့ချင်းအစီအစဉ်မှာရှိမလားတော့မသိဘူးမထုစစ်တဲ့အတင်းလူကြီးတွေဆိုရင်သူတို့စီဝဲမှာထိုင်လဲမဟုတ်ဘူးလားသူတို့ဟာဖျားသခင်လိုဘာလိုနဲ့ထိုင်တဲ့အခါမှာလဲစကားပြောလဲကြီးကျယ်နဲ့အတန်တအားတခါအစည်းအဝေးတခါလို့ရင်အမြဲတမ်းရံဖြစ်ပြီးမှအစည်းအဝေးမပြီးတဲ့အဖွဲတွေလည်းရှိတယ်တချို့အတင်းတော်တွေဒီအတင်းတော်ကျွန်တော်ပြောတာမဟုတ်ဘူးနော်တချို့အတင်းတော်လို့ပြောတာပါအဲ့ဒါပါလေဆိုရင်မထုစစ်တဲ့သူတွေဟာသူတို့ကနာခံတဲ့အသက်တာမရှိတော့ဆိုတော့ဖျားเจ้าထဲမှာအမြဲတမ်းဘာဖြစ်တယ်လဲအတာမီတယ်ဆူညံ့တယ်အဲ့လိုမျိုးဆူညံ့ဖို့မဖြစ်ဘူးဆိုပြီးတော့ထုစစ်ပြီးသားတဲ့ပဲအိမ်တော်တိဆောက်ခိုင်းတာဖြစ်တယ်အဲ့ဒီရှောလမင်းကြီးရဲ့ဗိမာန်တော်ဟာအဲ့လိုဖြစ်တယ်ဆိုတော့ဒီနေရာကိုကျွန်တော်နောက်ဆုံးအနေနဲ့ကျွန်တော်အပိတ်အနေနဲ့ကျွန်တော်ပြောချင်တာပါလေဆိုရင်အဲ့ဒီထုစစ်ထားတဲ့သူတွေဟာဘယ်သူတွေလဲဆိုပြီးတော့မေခွန်းရှိတယ်ယေရှုကဒီလိုပြောတယ်ခင်ဗျားတို့ခရိယန်ဆိုပြီးတော့ဖျားကိုရတခင်ဖျားပါစက်ကတော့ဖျားပြောပေမဲ့ပြောတဲ့လူတိုင်းဟာကောင်းကင်နိုင်ငံမရောက်နိုင်ဘူးဒါဆိုရင်မင်းတို့ကငါ့ကိုပြန်ပြီးတော့ဒီလိုပြောလိုက်မယ်ဆိုတာငါသိတယ်မင်းတို့စင်ချေတော့ငါပြောမယ်နော်အဲ့ဒီထဲမှာအဖွဲတွေရှိမှာပေါ့မင်းတို့ငါဖျားတရားဟောတဲ့သူငါတရားဟောဆရာကြီးကွာငါတို့တကယ်နမိတ်တောင်မှလောက်နိုင်တဲ့တရားဟောဆရာယူတောင်မဟုတ်နမိတ်တွေဘာတွေတောင်လောက်နိုင်တဲ့တရားဟောဆရာကြီးကွာဆိုပြီးတော့မင်းတို့ကငါ့ကိုပြောလိုက်မယ်စောဒကတက်လိုက်မယ်အဲ့ဒီခါကျရင်ငါပြောလိုက်မယ်မင်းတို့အဒ္ဓမလူတို့ငါထံကခွာသွားကြငရဲကိုသွားကြလို့မင်းတို့ငါအတိအလင်းပြောမယ်ဆိုပြီးတော့ခရစ်တော်အကျူတင်ပြောထားတာဆိုတော့ဒါဆိုရင်ဘယ်သူဟာဖျားเจ้าမှာထိုင်ပြီးမှအထုအစစ်ခံပြီးမှပြုတ်ပြင်ခံတဲ့ကြောက်တုံးကလေးတွေဘယ်သူတွေလဲဘယ်သူဟာငရဲကြမှာလဲဘယ်သူကတရားဟောဆရာကြီးဖြစ်ပြီးမှဘာဖြစ်လို့ငရဲသွားမှာလဲဆိုပြီးတော့မဲဆရာဖြစ်တဲ့ခါမှာ तू ကဒီလိုအောက်မှာဒီလိုဖြီထားတာဖြစ်တယ်ရှမသက်ခရစ်အခန်းကြီး9မှာအပိုက်ငယ်နတ်
23ကိုတစ်ချက်လောက်ကြည့်မယ်နော်23လေးကိုထူတော့လျှောက်ကြတော့အခါဒီနောက်ကိုငါအလင်းမတီအတ္တမအမှုအဲ့တဲ့ပေါ်မှာတော့ငါတရားဟောဆရာပဲအပေါ်တစ်ချက်လောက်ကြည့်ပဲကြည့်အောင်ဟုတ်ပြီ22ထိုနေ့၌ကတခင်အကျွန်ုပ်ဒီကိုရောအခွင့်နဲ့ဆုံးမဩရာပေးပါပြီမဟုတ်လောကိုရောခွင့်နဲ့နှက်ဆုတော့ကိုနှင်ထုတ်ပါပြီမဟုတ်လောကိုရောခွင့်နဲ့များစွာသောတကူတော့ကိုပြပါပြီမဟုတ်လောဟုအများသောသူတို့ဒီရှောက်ကြလိုက်မည်23မှာထူတော့ရှောက်ကြသောအခါတင်းတော့ကိုငါလင်းမသိအတ္တမအမှုကိုပြုတ်တော်သူတို့ငါထမဖေကြဟုသူတို့အားငါအတိအလင်းငါပြောမည်ဆိုပြီးတော့ပြောတဲ့အခါမှာဒါဆိုရင်ဘယ်သူဟာကောင်းကင်နဲ့ရောက်တော့မလဲ24မှာဒါဆိုရင်ဘယ်သူဟာအထုစစ်ခါနဲ့ပုံကူဖြစ်တယ်လဲဆိုတာ24မှာဖော်ပြထားတာဖြစ်တယ်ကဲ24ကိုကျွန်တော်အတူတကွဖတ်ရအောင်25 24နဲ့25အတူတကွဖတ်ရအောင်အကျဉ်သူဒီ1 2 3အကျဉ်သူဒီငါဟောပြောသောဤစကားကိုကြား၍နားထောင်၏ထိုသူသည်ကြောက်ပေါ်မှာအိမ်ဆောက်သောပညာရှိနှင့်တူကြောင်းကိုငါပုံပြမည်မိုးရွာ၍ရေစီးသည်နှင့်လေလာ၍ထိုအိမ်ကိုတိုက်သည်ရှိသောကြောက်ပေါ်မှာတည်သောကြောင့်မပြုံးမလဲနေ၏ကဲဒါဆိုရင်မင်းတို့နားလည်အောင်ငါပြောမယ်မင်းတို့ကကြားတာကအတူတူကြားတာချင်းတော့တူပါတယ်ဒါပေမဲ့ဘယ်နေရာမှာကွာတယ်လဲဆိုရင်ငါပြောသောစကားကိုကြား၍နားထောင်သောအဖွဲ့နဲ့ငါပြောသောစကားကိုကြား၍နားမထောင်သောအဖွဲ့ဆိုတာအပိတ်ငယ်26မှာနားမထောင်သောအဖွဲ့ဆိုပြီးတော့နှမျိုးရှိတယ်ပြောချင်တာကခုနခရစ်တော်ပြောတဲ့အခါမှာအဲ့ဒီတထဲတယောက်ကဟာငါပစ္စာတော့မစွန့်နေရဘူးကွာမဖြစ်ဘူးဆိုတော့တခင်ရဲ့စကားကိုမနာခံမှုတယောက်ကတယောက်ကြတော့ဟုတ်ကဲ့ဆိုပြီးတော့နာခံတယ်ဆိုတော့ပြောချင်တာတယောက်ကအထုစစ်ခံတယ်ကိုယ်ဆန္ဒကိုညင်းပေတယ်ကိုလူချင်းတဲ့ဆန္ဒကိုဖျက်တဲ့မနစ်တက်ဘူးဆိုပြီးတော့ तू ကအထုစစ်ခံတဲ့အခါမှာဒီလူကိုဘယ်လိုပြောတယ်လဲဆိုရင်တဲ့ကြောက်ပေါ်မှာအိမ်ဆောက်သောပညာရှင်ကျမ်းစာထဲမှာပညာရှိလို့ပြောတာကဘာလဲဆိုရင်ခရစ်တော်ပေါ်မှာတည်ဆောက်သောလူသားလင်ပညာရှိလို့ပြောတာဖြစ်တယ်ဒီနေ့လောကစာတွေကိုပညာရှိလို့ပြောလို့မရဘူးကျွန်တော်အမေရိကန်မှာဆိုရင်ခွဲတွေကြောင်းထားတာအများကြီးပဲခွဲတွေဒေါက်တာဘွဲ့ထိရတဲ့ခွဲတွေအများကြီးရှိတယ်ဒီကျွန်တော်ထက်တော်မှပူပြီးတော့သူတို့ရဲ့အရာအထူးမြင့်တယ်မလွယ်ဘူးပြောချင်တာကြောင်းတက်မယ်ဆို तू ကဒီတိုင်းမှာပဲပညာတော့ရကြမယ်ဒါပေမဲ့ပညာတက်ဖြစ်မှဆရာဝန်ကြီးဖြစ်ပြီးမှအားတဲ့သူတွေလည်းအများကြီးရှိတယ်ဆိုတော့ပညာရှိလို့ပြောတဲ့အခါမှာစာတက်တာကိုပညာရှိလို့မဟုတ်ဘူးကျမ်းစာထဲမှာခရစ်တော်ကိုရတော်သူသားလင်ပညာရှိလို့ပြောတဲ့အခါမှာဒီလူဟာဘာနဲ့တူတယ်လဲဆိုရင်ကြောက်ပေါ်မှာအိမ်ဆောက်သောပညာရှိနဲ့တူတယ်မူးရွရစီးသောအခါကျွန်တော်ဒီလူဟာကကပကုံဆုံးတဲ့အခါမှာဒါမှမဟုတ်လူဟာတေဆုံးတဲ့အခါမှာဒီလူဟာဘယ်တော့မှပျက်စီးမှာမဟုတ်ဘူးထာဝရအသက်ရမယ်ကောင်းကင်နိုင်ငံရောက်မယ်ဆိုပြီးတော့အထုစစ်ခံတဲ့လူကြတော့ကြားပြီးမှနားထောင်တဲ့အဖွဲလို့ပြောတာဖြစ်တယ်ဒီနေ့မိတ်ဆွေအခုကျွန်တော်စကားပြောနေတဲ့အချိန်မှာတောင်မှမိတ်ဆွေရဲ့နှလုံးသားထဲမှာအော်ဒီနေရာမှာငါပြင်တဲ့နေရာကဒီနေရာလေးဖြစ်တယ်ထင်တယ်ဆိုပြီးတော့ကိုဟာကိုဆန်းစစ်ကြားလိုက်မယ်လို့ကျွန်တော်ယုံကြည်တယ်ဘာလို့တရားဟောတဲ့ခါကျရင်ဘာဖြစ်တယ်လဲဆိုရင်ဒီဆရာတော်ငါ့ကိုဆောင်းပြောနေပြီထင်တယ်ငါအကြောင်းဘယ်သူများသွားပြောတယ်လေလို့အဲ့လိုထင်ကြတယ်ငါတော့ကလည်းပြောတာမဟုတ်အဲ့ဒါဒီတရားဟာတင့်ကိုဖခင်ကစကားလာပြောတာဖြစ်တယ်အာမင်လာပြောတဲ့အခါမှာတင့်ကိုတက်ရိုက်လာထိတာအဲ့ဒါဘယ်သူကမှဒီကလူတဲ့အကြောင်းကပြောတာမဟုတ်ဘူးနော်ဖခင်တော့တည်တယ်နော်အားလုံးကိုကြည်တာနဲ့ဘယ်လိုတည်တယ်လဲဒီလူကတော့သူ့စိတ်ထဲမှာဘာရှိတယ်လဲယေရှုအလူတွေ့တဲ့အခါမှာသူတို့နှလုံးသားနဲ့လူတွေအကုန်လုံးတည်ပြီးသားဖြစ်တယ်ဒီနေ့ကျွန်တော်မပြောခင်ကလေးနဲ့အားလုံးကိုတည်ပြီးသားဖြစ်တယ်ဆိုတော့ဒီနေရာမှာကျွန်တော်အားလုံးဟာဘာနဲ့တူတယ်လဲဆိုရင်ခရစ်တော်ပေါ်မှာတီဆောက်ထားတဲ့ကြောင့်အသက်ရှင်သောကြောင့်မပြတ်ရှိနိုင်သောတာသမီများဖြစ်ဖို့ဒီအသင်းတော်ပေါ်မှာခရစ်တော်ပေါ်မှာ foundation ပေါ်မှာတီဆောက်ထားတဲ့ထာဝရအသက်ရသောတာသမီတွေဖျားတဲ့ကျွန်တော်ကိုဖြစ်စေခြင်းနဲ့ဒါကြောင့်အပြုတ်အပြင်ခံပါခရစ်တော်တင့်ကိုပြုတ်ပြင်တဲ့ခါကျရင်နာကျင်ပါတယ်အပြုတ်ပြင်ဆိုတာခက်ခဲပါတယ်ကိုဒီနဲ့ဆန္ဒငင်းပေတယ်ဆိုတာကဘာပေါ်မှာအခက်ဆုံးဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီခက်တဲ့အရာကိုငင်းပေနိုင်အောင်သူသခင်ကတန်ရှင်းသောဝိတော်ဖြစ်ပြုတ်ပြန်လေပြကိုညီမအစမှာဖြစ်တယ်ဟာလေလုယာကျွန်တော်မတက်နိုင်လူဒီတဲ့မတက်နိုင်တော့သူဖြစ်တဲ့အတွက်ကြောင့်တန်ရှင်းသောဝိတော်ဒီလေတင်းတော့ကိုညီမအစဖို့ရောက်လာတာဖြစ်တယ်ကျွန်တော်မတက်နိုင်သောအရာများတက်နိုင်သောဖခင်ဖြစ်တယ်ဆိုရဲအခုနတချင်းဆိုတဲ့အတိုင်းဖြစ်တယ်ဒါကြောင့်ကျွန်တော် music band တွေစုံလားမသိဘူးနော်
ရှိတယ်နော်ဟုတ်ပြီဒါဆို music band တွေကိုကျွန်တော်နေရာပြန်ယူပြီးတော့အဲ့ဒီတခြင်းလေးတွေကိုကျွန်တော်အတူတကွပြန်လဲပြီးတော့တီးဆိုပြီးမှကျွန်တော်နောက်ဆုံးမှာကျွန်တော်ဆရာတော်ပိန်းရဲ့ကောင်းကြီးပေးချက်အဖြစ်ကျွန်တော်အဆုံးသက်ချက်မှာဖြစ်တယ်ဒီတခြင်းကျွန်တော်အတွက်မလောက်နိုင်တာမရှိဘူးအကုန်လုံးလောက်နိုင်တယ်ဖျားသခင်ကတက်နိုင်တယ်ကျွန်တော်အသက်တာကိုပြုတ်ပြင်ခြင်းနဲ့ဖျားသခင်ဖြစ်တဲ့အတွက်ကြောင့်ဒီကုံတော်ချင်းမချင်းနဲ့တခြင်းလေးတွေကိုကျွန်တော်အတူတကွတီးဆိုပြီးတော့ကျွန်တော်ဒီနေ့အစည်းအဝေးဟာရောက်သိမ်းမှာဖြစ်တယ်ပြီးတဲ့အခါကျရင်ဒီနောက်မှာကျွန်တော်ကော်ဖီလားလက်ဖက်ရည်လားဘာလားတော့မသိဘူးသူတို့ဖြော်တာတော့တွေ့တယ်ကျွန်တော်တရားဟိုးရင်းနဲ့တော့မှလမ်းပြောက်တော့မှလို့အစားတော့မြည်ကြည့်တဲ့အခါမှာလူအာယုံဟာပျောက်တက်ကြတယ်နော်ဆိုတော့ဘာဖြစ်ဒီနေ့ကျွန်တော်ကြားတဲ့နှုတ်ကပတ်တော်ကျွန်တော်အားလုံးအတွက်ဖျားရှင်အတိတ်တပံကောင်းကြီးပေးပါစေကျွန်တော် worship team တွေရှေ့ကိုထွက်လာပြီးတော့ကျွန်တော်ဒီတခြင်းကိုပြန်လဲပြီးတော့အတူတကွတီးဆူကြမယ်ပြီးတဲ့အခါမှာဆရာပိန်ကောင်းကြီးပေးဆုတောင်းပေးချအဖြစ်ကျွန်တော်အစီအစဉ်ကိုရောက်တင်ကြရအောင်ကျွန်တော်အတူတကွမတ်တရကြရအောင်ကောင်းမြတ်ဆုံးယေရှုကျွန်တော်စိတ်နှလုံးအကျွမ်းမဲ့တဲ့ဒီတခြင်းကိုကျွန်တော်ခန်းစားပြီးမှအတူတူတည်ဆွေးအောင်တခြင်းတစ်ပုံမဟုတ်ဘဲနဲ့မိတ်ဆွေအတွက်တရားဟောချက်ဖြစ်တဲ့ဒီတခြင်းဟာမဖြစ်နိုင်တော့ရမြမဖြစ်နိုင်တော့ချိန်နိုင်ပြီဖြစ်စေတော့ဖရာကျွန်တော်ကိုမလုံးနိုင်တော့ရမြစေတော့ဖယားကျွန်တော်ကိုကိုယ်အာငယ်တော်သူများအာငယ်တော်သူများလေနေတော်သူများဖေမပေသူဖယားကျွန်တော်ကိုကိုယ်အရာရာတိုင်းတတ်နိုင်တယ်အရာရာလေးလုံးနိုင်တယ်ရာကုန်လုံးဖန်ဆင်း၍ပိုင်တာရာထက်ချီမြောက်မယ်ရာထက်ချီမြောက်မယ်ကိုယ်တော်မြတ်ကောင်းမြတ်တဲ့ချိန်တိုင်းတိုင်းချီးမွမ်းကိုကွယ်မယ်အကောင်းမြတ်ဆုံးယေရှုကျွန်တော်တို့တစ်ခါပြန်ကြည့်ဆိုရအောင်မဖြစ်နိုင်တော့အရာများကျွန်တော်စိတ်နှလုံးကျွေးမဲ့နဲ့ပြန်လဲပြီးတော့ချီးမွမ်းကိုကိုရအောင်မဖြစ်နိုင်တော့ရမြဖြစ်နိုင်တော့ချိန်နိုင်ဖြစ်စေတော့ဖယားကျွန်တော်ကိုကိုမလုံးနိုင်တော့ရမြမလုံးနိုင်တော့ရမြမတန်နိုင်တော့ရမြဖြစ်စေတော့ဖယားကျွန်တော်ကိုကိုယ်အာငယ်တော်သူများအာငယ်တော်သူများလေနေတော်သူများဖေမပေသူဖယားကျွန်တော်ကိုကိုယ်ရာတိုင်းတတ်နိုင်တယ်ရာလုံးနိုင်တယ်ရာကုန်လုံးဖန်ဆင်း၍ပိုင်တာရာထက်ချီမြောက်မယ်ရာထက်ချီမြောက်မယ်ကိုယ်တော်မြတ်ကောင်းမြတ်တဲ့အချိန်တိုင်းတိုင်းအချီးမွမ်းရာတိုင်းတတ်နိုင်တယ်ရာတိုင်းတတ်နိုင်တယ်ရာကိုလုံးဖန်ဆင်း၍ပိုင်တာရာထက်ချီမြောက်မယ်ရာထက်ချီမြောက်မယ်ကိုယ်တော်မြတ်ကောင်းမြတ်တဲ့ချိန်တိုင်းတိုင်းချီးမွမ်းကိုပွင့်မယ်ကောင်းမြတ်ဆုံးယေရှုဆုတောင်းကြအောင်
အနန္တတကူနဲ့ပြည့်စုံတော်မူသောအသက်ပဲပိုင်ရှင်ဖဖျားသခင်ဒီညနေချမ်းမှာလဲဒီမှာရှိတဲ့ယုံကြည်သူနဲ့ဓမ္မအမိတ်ဆွေတို့နဲ့အတူကိုရောကိုချီးမွမ်းခွင့်ကိုရောကိုထောမနာပြုတ်ခွင့်ဒေသနာရှင်အားဖြင့်ဝိညာဉ်ခွန်အားရခွင့်ပေးတဲ့အတွက်ကိုရောအပေါ်မှာအထူးကျေးဇူးတင်ပါတယ်ဒီမှာကျွန်တော်တို့ကြားနာရတဲ့အရာအားလုံးဟာလည်းပဲကျွန်တော်တို့ရဲ့အသက်တာမှာအသုံးပြုနိုင်ဖို့ရန်အတွက်ကိုရောကောင်းကြီးဘေဒနာတော်ပါဒီမှာရောက်ရှိလာတဲ့ယုံကြည်သူနဲ့ဓမ္မမိတ်ဆွေအပေါင်းအားလုံးအပေါ်မှာဘုရားသခင်ရဲ့ချစ်ချင်းမေတ္တာတခင်ယေရှုရဲ့ကျေးဇူးတော်နဲ့တန်ရှင်တော်နဲ့ဝိညာဉ်တော်နဲ့မိတ္တာရဖွင့်ခြင်းတို့ကိုကျွန်တော်တို့ဒီမှာရောက်ရှိလာတဲ့အားလုံးအပေါ်မှာအမြဲထာဝရတည်ရှိပါစေတော့